ဇလန်းစာမှာရှင်ဟျော်ဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့ရပါတယ်။သူမဟာလူတိုင်းရဲ့ခေါင်းအပေါ်မှာအနီရောင်လိုင်းတွေကိုမြင်နိုင်သူပါ။အဲ့ဒီလိုင်းတွေကို S line လို့ခေါ်ပါတယ်။ဒီ S line တွေကဘသူနဲ့ဘသူအိတ်ခဲ့ဖူးလဲဆိုတာကိုပြသပေးတဲ့အမတားတွေပါ။ရှင်ဟျွန်ကကလေးဘဝတုန်းကဒီလိုင်းတွေဘာကိုဆိုလို့လဲဆိုတာမသိသေးပါဘူး။ဒီနေ့မှတော့သူမမသိမသားရေးဆွဲထားတဲ့ပန်းချီပုံတစ်ပုံကိုသူမအမေမြင်သွားခဲ့ပါတယ်။အဲ့ဒီပုံထဲမှာအနီရောင်လိုင်းတစ်ကြောင်းကအဖေခေါင်းပေါ်ကနေအမေမောင်ညီမရေခေါင်းစီကိုတန်းတန်းမမတ်ဆက်ထွယ်ထားတာကိုသူမအမေတွေ့လိုက်ရပါတယ်။သူမခင်မုံဟာသူမရဲ့ကိုယ်ပိုင်ညီမနဲ့ဖောက်ပြန်နေခဲ့တာပါ။ဒေါသဝမ်းနည်းမှုစိတ်ပြတ်မှုအရာအားလုံးပေါက်ကွဲသွားပြီးသူမအမေကမိဖို့ချောင်သားနဲ့ခင်မွန်းကိုချက်ချင်းတက်လိုက်ပါလေ။ပြီးတော့ရှင်ဟွန်းကိုတယောက်တည်းထားခဲ့ပြီးအမေကထွက်ပြေးသွားခဲ့ပါတယ်။အချိန်တဖြည်းဖြည်းကြာလာတာနဲ့အမျှရှင်ဟွန်းကဒီ S line တွေဘလောက်အန်ရည်ကြီးလဲဆိုတာကိုယ်တိုင်နားလည်လာခဲ့ပါတယ်။ဒီအာနာဆိုးကြီးကနေလွတ်မြောက်ဖို့သူမကကိုယ်တိုင်အသက်သက်ဖို့အချိန်ချင်းစူးစမ်းခဲ့ပါတယ်။အစောအုံအမြင့်တွေကနေခုန်ချတယ်သွေးကြောတွေကိုဖျက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကဘယ်တစ်ချိန်မှမသေးဘူး။တန်ရာတောင်မရှိခဲ့ပါဘူး။အဲ့ဒီခါရှင်ဟွန်းဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့်ငါပဲဒီအာနာကိုရခဲ့တာလဲ။ဘာကြောင့်ငါလွတ်မရတာလဲ။သူမရဲ့အာနာကြောင့်လူတွေထိခိုက်မသွားအောင်နေခိမ့်ဘက်တွေမှာအခန်းထဲကနေမထွက်ပဲတကားပိတ်ထားပြီးနေတတ်ပါတယ်။ညဘက်ထွက်ရတဲ့ခါမှာလေအနဲ့ရောင်မျက်မှန်ကြီးကိုအမြဲဝတ်ထားပါတယ်။ဒီနေ့မှာတော့ရှင်ဟွန်းနေတဲ့အခန်းနဲ့မျက်နှာချင်းဆိုင်အိမ်ခန်းတစ်ခန်းကိုအိမ်ကြီးချင်းအတိတ်တယောက်ပြောင်းလာပါတယ်။ရှင်ဟွန်းသူမကိုမြင်တဲ့အချိန်မှာအံ့ဩသွားရပါတယ်။အဲ့ဒီအိမ်ကြီးချင်းရဲ့ခေါင်းပေါ်မှာအနည်းရောင်လိုက်နေအလွန်အများနေတာကိုမြင်လိုက်ရလို့ပါ။အိမ်ကြီးချင်းကရှင်ဟွန်းကိုမြင်ပြီးကျုံးပြလိုက်ပေမဲ့ရှင်ဟွန်းကချက်ချင်းပဲကိုတိုင်ဖုံးကွယ်လိုက်ပါတယ်။နည်းနည်းကြာပြီးတော့အဲ့ဒီအိမ်ကြီးချင်းကအတီးအနံအိတ်ကိုယူပြီးရှင်ဟွန်းရဲ့အခန်းတကားကိုလာခောက်ပါတယ်။ကြောင်လန့်သွားတဲ့ရှင်ဟွန်းကအိမ်မှာမရှိသလိုတရုပ်ဆောင်ပြီးတိတ်တဆိတ်ပုံနေလိုက်ပါတယ်။အိမ်ကြီးချင်းကအတီးအနံတွေကိုတကားရှိမှထားခဲ့ပြီးပြန်ထွက်သွားပါတယ်။သူမထွက်သွားတာနဲ့တကြိုင်နဲ့ရှင်ဟွန်းကတကားကိုတိတ်တဆိတ်ဖွင့်ပြီးအတီးအနံအိတ်ကိုယူကအရန်ပျော်ရွှင်စွာစားပါတော့တယ်။အချိန်အတော်ကြာအဲ့ဒီလိုအရာသားရှိတဲ့အစားအစာကိုမစားရသလိုပဲတစ်ဖက်မှာတော့ရဲအရာရှိဟန်ကိုမိတ်ဆက်ပေးပါတယ်။သူဟာသူ့သူမလေးခေါင်ကိုကိုယ်တိုင်ပြုစုဆောင်ရှောက်နေရသူပါ။ခေါင်ရဲ့မိဘတွေမရှိတော့တဲ့အကန့်ဟန်ကပဲသူမရဲ့တူးတဲ့တော့အကာအကွယ်ထင်နေပါတယ်။ကျောင်းမှာတော့ဟေဟန်ဆိုတဲ့မိန်းကလေးနဲ့သူမရဲ့အဖွဲကခေါင်ကိုနေတိုင်းလိုအနိုင်ကျင့်နေကြပါတယ်။ဒီနေ့လဲခေါင်ကိုထပ်မံအရိုက်ခံရပြီးတော့ဟေဟန်ကချင်းထုတ်လိုက်ပါတယ်။မနက်ပြန်ပိုက်စာမယူလိုက်ရင်ကျောင်းခေါင်မုံပေါ်ကနေမင်းကိုပြစ်ချမယ်။အဲ့ဒီအချိန်မှာပဲအင်စပက်တာဟန်ကလူချက်မှုတစ်ခုကိုစုံစမ်းနေပါတယ်။တန်တရားရှိသူကဥထုတ်စီထားတဲ့ပို့ဆောင်ရေးသမားတယောက်ဖြစ်ပေမဲ့သူ့ရဲ့အမှန်တကယ်အထောက်အထားကိုမသိနိုင်သေးပါဘူး။ဒီသတင်းကိုရှင်ဟွန်းဟဲ TV မှာကြည့်မိပါတယ်။သူမသတိထားမိတာကဥထုတ်စီထားတဲ့အဲ့ဒီလူရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတစ်ကြောင်တည်းသာရှိနေတာပါ။ဒီခေတ်မှာအလွန်ရှားပိုက်တဲ့အရာတစ်ခုပါ။အဲ့ဒီညတုန်းကပဲရှင်ဟွန်းကတစ်ကြောင်တည်းသာရှိတဲ့အဲ့ဒီလူကိုသူမရဲ့အိမ်ကြီးချင်းအခန်းထဲဝင်သွားတာကိုမြင်လိုက်ပါတယ်။သူမချက်ချင်းပဲရဲကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့တခါတည်းမှာပဲအဲ့ဒီလူဟာအိမ်ကြီးချင်းရဲ့ချစ်သူဖြစ်နေတယ်ဆိုတာသိသွားပါတယ်။မာရွင်နေပြီဆိုတာနားလေပြီးဖုံးကိုချက်ချင်းချလိုက်ပါတယ်။နောက်မနက်မှာကျောင်းသွားမယ့်အချိန်ခေါင်ကအင်စပက်တာဟန်ကိုပိုက်ဆံတောင်းပါတယ်။ဘလောက်လိုလဲဘာကြောင့်လဲလို့မေးတဲ့အခါခေါင်ကအခုအချိန်မှာအခုစီမှာရှိသမျှအားလုံးပဲလိုချင်တယ်လို့ပြန်ဖြေပါတယ်။ဟန်ကသူ့ပိုက်ဆံအိတ်ထဲကငွေအားလုံးကိုပေးပြီးနောက်ထပ်ငွေရရင်ထပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ပိုက်ဆံပေးနေတဲ့အချိန်မှာပဲခေါင်ရဲ့ကိုပေါ်ပါတရားတွေကိုဟန်တတိထားမိသွားပါတယ်။ဘလို့ဖြစ်လာတာလဲလို့မေးတော့ခေါင်ကမဖြေပဲဒေါသနဲ့ပြန်ပြောလိုက်ပါတယ်။ဖေတုံးကဆက်ပြီးအကိုကဂယူဆိုင်လာတာလေ။ခေါင်ထွက်သွားပြီးနောက်ဟန်ကလာတစောင်းထဲကိုထွက်ပြီးရှင်ဟွန်းနီရဲ့မျက်နှာချင်းဆိုင်အခန်းဘက်ကိုကြည့်နေတော့လုတ်ဖို့ပိုင်းဖတ်တယောက်ကဖုံးဆက်လာပါတယ်။မင်းညာကတန်တရားရှိသူအကြောင်းမိန်းကလေးတယောက်ရဲကိုဖုံးဆက်ခဲ့တယ်။ဒါပေမဲ့စကားမပြီးခင်မှာပဲဖုံချသွားခဲ့တယ်။ဟန်ရဲ့မျက်လုံးတွေတိတ်တဆိတ်ကျဉ်းသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားချိန်မှာပဲဟန်ကသူ့အိမ်နဲ့တစ်ဖက်တစ်လမ်းထဲမှာရှိရဲ့ရှင်ရန်ရဲ့အခန်းဘက်ကိုလှမ်းကြည့်လိုက်တယ်။သူ့အဖေရဲဘော်ကဖုန်းခေါ်ခဲ့တဲ့မိန်းကလေးကမင်းအိမ်ရှိတစ်ဖက်မှာပဲနေတာလို့ပြောခဲ့တာကိုသတိရမိသလိုဟန်ကချက်ချင်းအခန်းထဲကထွက်ပြီးရှင်ရန်ရဲ့တကားကိုတွားခောက်လိုက်တယ်။တကားပေါက်ရဲ့ပြီးဟိုမှတန်းနေရှင်ရန်ကြည့်လိုက်တဲ့အခါတကားအပြင်ဘက်မှာရက်နေတာဟာ Inspector Han ဖြစ်နေတယ်။သူ့ခေါင်းပေါ်မှာတော့အနီရောင်လိုင်းတွေအလုံးအမြင့်ပြန့်နှံ့နေပြီးရှင်ရန်တခါမှမမြင်ဘူးတဲ့အထိများလွန်နေတယ်။ဟန်ကတကားကိုအချင်းချင်းခောက်ပြီးနာမည်ခေါ်တန်းတီလွတ်လိုက်ပေမဲ့ရှင်ရန်ကတိတ်တိတ်ပိုင်နေတယ်။အဲ့ဒီအချိန်ပါပဲလမ်းဖြတ်သွားတဲ့လူတယောက်ကဒီမိန်းကလေးကအပြင်ဘက်ကိုမထွက်ဘူးခောက်လဲအကျိုးမရှိပါဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့ဟန်ကမလျော်ဘူး။မင်းညကလူတယောက်အကြောင်းတီးထားတာရှိရင်ရဲအတွက်အလွန်အရေးကြီးပါတယ်လို့ထပ်ခေါ်လိုက်တယ်။ခဏအကြာမှာပဲရှင်ရန်ကတကားကိုနည်းနည်းလေးဖွင့်ပြီးဖုန်းခေါ်တာမမှားပဲမတော်တဆပါလို့ပြောလိုက်တယ်။ဟန်ကသူ့မကိုမြင်လိုက်တဲ့အချိန်မှာအံ့တော်သွားတယ်။သူထင်ထားသလိုအရွယ်ရောက်တဲ့မိန်းကလေးမဟုတ်ပဲကလေးတစ်ယောက်လိုပဲဖြစ်နေတယ်။မိဘလေးအကြောင်းမေးဖို့စတင်လိုက်ချိန်မှာပဲရှင်ရန်ကကြောက်လန့်စွာနဲ့တကားကိုချက်ချင်းပိတ်လိုက်တယ်။အဲ့ဒီညမှာပဲရှင်ရန်ကထပ်ပြီးဥထုတ်ဆောင်ထားတဲ့လူကိုမြင်လိုက်ရတယ်။ဒီတခါတော့သူဟာသူ့မအိမ်အတွင်းတိုက်ခန်းထဲမှာပဲနေထိုင်နေတာကိုသဘောပေါက်သွားတယ်။နောက်တနေ့ဟန်ကမျိုးတစ်မျိုးလုံးကပို့ဆောင်ရေးလုပ်သွားတယ်ကိုစစ်ဆေးနေပြီးတန်တရားရှိတဲ့အိမ်အမှ69ကိုစုံစမ်းဖို့သူ့ရေပေါ်တယောက်ကိုပို့လိုက်တယ်။အခန်း69ကိုရောက်တဲ့အခါအခန်းအတွင်းလေထူတစ်ခုလုံးဝတ်သက်မတာဖြစ်နေပြီးကြောက်စရာကောင်းလွန်နေတယ်။
ရဲဘော်ကချက်ချင်းဟန်ကိုဖုန်းခေါ်ပြီးတရင်ပို့ဖို့ကြိုးစားတဲ့အချိန်မှာပဲမျက်မှန်ထပ်ထားတဲ့လူတစ်ယောက်ကနောက်ကနေရုတ်တရက်တိုက်ခိုက်ပြီးသူ့ကိုချီနှောင်လိုက်တယ်။ဟန်ကအချိန်ကိုချက်ချင်းနားလဲသွားပြီးကားကိုအမြန်းဆုံးအရှိန်နဲ့မောင်းထွက်လာတယ်။အဲ့ဒီအချိန်မှာပဲဦးထုတ်ဆောင်ထားတဲ့လူကသူ့ဦးထုတ်ကိုပြန်ဝတ်ပြီးနောက်ထပ်တက်ဖြတ်ဖို့ထွက်ခွာလာတယ်။သူချီတန်းချလိုက်ရတဲ့ရှင်ရန်ကပတင်ပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါသူဟာသူမရဲ့အသက်ရောက်လာတဲ့အိမ်နီးချင်းအခန်းဘက်ကိုတိတ်တိတ်သွားနေတာကိုမြင်လိုက်ရတယ်။ရဲကိုခေါ်ချင်းပေမဲ့ဖုန်းဘက်ထရီမရှိတော့ဘူး။မတွန့်ဆုတ်တော့တဲ့ရှင်ရန်ကဓာတ်တလက်ယူပြီးသူ့နောက်ကိုလိုက်သွားတယ်။အမှန်တကယ်တော့ဦးထုတ်ဆောင်ထားတဲ့လူဟာရှင်ဟန်လိုပဲအနီရောင်လိုင်းတွေကိုမြင်နိုင်တဲ့အစွမ်းရှိသူဖြစ်နေတယ်။အိမ်နီးချင်းမိန်းကလေးရဲ့ခေါင်းပေါ်မှာလိုင်းတွေအများများနေတာကိုမြင်လိုက်တဲ့အချိန်မှာသူ့စိတ်ထဲဒေါသတွေပေါက်ကွဲသွားပြီးသူမကိုလေးပင်ညစ်တက်ဖို့ကြိုးစားတယ်။အဲ့ဒီအချိန်မှာပဲရှင်ဟန်ရောက်လာပြီးကဲတင်ဖို့ကြိုးစားရမှာအဲ့ဒီလူဟာသူမမနေ့ကတွေ့ခဲ့တဲ့ချစ်သူပဲဖြစ်နေတာကိုသိလိုက်ရတယ်။ကြောင်းလန့်သွားတဲ့ရှင်ဟန်ကလက်တုံပြီးဓာတ်မထိုးနိုင်တော့ဘူး။အဲ့ဒီအခါလူကဓာတ်ကိုလူယူပြီးသူမကိုထိုးလိုက်တယ်။တစ်ချိန်တည်းမှာပဲဟန်ကအဆောက်အဦထဲကိုဝင်လာပြီးလေးကားတန်နေစဉ်ရှင်ဟန်ရဲ့တစ်ခါတစ်ခါပွင့်လျက်ရှိတာကိုမြင်လိုက်တယ်။အခန်းထဲမှာရှင်ဟန်ကတခုခုကိုရှာဖွေနေခဲ့တဲ့အမတလေးတွေ့ရတယ်။လက်တင်ပေါက်ဘက်ကိုကြည့်လိုက်ချိန်မှာတော့လူသက်သမားကမိန်းကလေးကိုလေးပင်ညှစ်နေတာကိုတွေ့လိုက်ရတယ်။ဒဏ်ရာရပြီးသားဖြစ်ပြီးမှရှင်ဟန်ကမြေပြင်ပေါ်ကိုတွားသွားပြီးလူသက်သမားရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးလိုက်တယ်။လူသက်သမားကဓာတ်ကိုဆွဲထိုးပြီးနောက်ဆုံးထိုးဖို့ပြင်ဆင်နေချိန်မှာပဲဟန်ကဝင်လာပြီးတင်းနဲ့ပြစ်ခတ်ကနှစ်ယောက်စလုံးကိုကေတင်လိုက်တယ်။အချိန်ငယ်ကြာပြီးနောက်အရေးပေါ်ကရောက်လာပြီးလူသက်သမားနဲ့မိန်းကလေးကိုစိတ်ယုံပို့သွားတယ်။ဟန်ကလမ်းမှာတွေ့ခဲ့တဲ့ရှင်ဟန်ရဲ့နေလျောမြန်မှန်ကိုပြန်ပေးလိုက်တယ်။မျက်မှန်ကိုကြည့်ရင်လူသက်သမားပြောခဲ့တဲ့စကားတွေကိုသတိရလာပြီးသူလည်းဒီလိုင်းတွေကိုမြင်နိုင်တာဟာမျက်မှန်ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့တန်တရားကိုရှင်ဟန်စတင်ခန်းစားလာတယ်။ Inspector ဟန်ကရှင်ဟန်ကိုကြည့်ပြီးမေးလိုက်တယ်။တကယ်ပဲစိတ်ယုံမသွားခြင်းဘူးလား။ရှင်ဟန်ကမျက်လုံးမလွတ်ပဲကျမအားလုံးကောင်းပါတယ်လို့တင်းပါစွာပြန်ဖြေလိုက်တယ်။အဲ့ဒီအချိန်မှာပဲကောင်ရောက်လာပြီးချက်ချင်းပဲဒီမှာသူမဘာလုပ်နေတာလဲလို့မေးခွန်းထုတ်လိုက်တယ်။ဒါပေမဲ့ရှင်ဟန်ကတခုမှမပြောပဲတိတ်တိတ်လေးပဲကိုအခန်းထဲပြန်ဝင်သွားတယ်။နောက်ပိုင်းအိမ်ပြန်ရောက်လာတဲ့ဟန်ကကောင်ရဲ့အခန်းထဲဝင်ကြည့်လိုက်တယ်။ကျောင်းမှာအာယုံအဆင်ပြေလားလို့မေးပေမဲ့ကောင်ကမရှင်းမလင်းစကားတွေကိုပဲပြန်ဖြေတယ်။ဟန်ထွက်တော့မလို့ဖွင့်ချိန်မှာပဲကောင်ကရုတ်တရက်ရှင်ဟန်ကိုတိလားလို့မေးလိုက်တယ်။ဟန်အံ့တော်သွားပြီးမင်းဘလို့တိတာလဲလို့မေးတော့ကောင်ကသူမကကျမနဲ့အလဲတန်းကျောင်းတူတူတက်ခဲ့တာပါလို့ပြန်ပြောတယ်။ပြီးတော့ဒီနေ့မှသူမအမေကသူမအဖေကိုတက်ပြီးထွက်ပြေးသွားခဲ့လို့ရှင်ဟန်တယောက်ထဲကြံခဲ့ရတယ်လို့ထပ်ပြောတယ်။အဲ့ဒီအချိန်မှာပဲရှင်ဟန်ကအဆုံးဖြတ်တစ်ခုချလိုက်တယ်။ဒီလိုဘဝနဲ့ပဲဆက်လက်နေထိုင်မယ်။ဒီချိန်စားလို့အစွမ်းကိုအသုံးချပြီးကဘာကိုကာကွယ်မယ်လို့ဆုံးဖြတ်လိုက်တယ်။သူမမျက်မှန်ကိုဖြုတ်ပြီးဘေးမှာထားလိုက်တဲ့အခါမြို့တစ်မြို့လုံးကိုဖျက်တမ်းချိတ်ဆက်နေတဲ့အနီရောင်လိုင်းတွေမျက်စိရှိမှပြန့်နှံ့ထင်ရှားလာတယ်။အဲ့ဒီချိန်မှာပဲမတိသူကနေစက်တဆောင်ရောက်လာတယ်။မင်းလိုပဲကဘာကိုမြင်နိုင်တဲ့လူတယောက်ရှိတယ်။ပိုတိခင်ကြီးအထက်တန်းကျောင်းကိုလာပါလို့နောက်တနေ့ကျောင်းကပြန်လာတဲ့အချိန်ကောင်းကသူမရဲ့လော့ကာထဲမှာမျက်မှန်တစုံတွေ့လိုက်တယ်။ခဏလေးသွန်းဆုပ်ပြီးနောက်မှာတော့ယူပြီးအိမ်ပြန်သွားတယ်။အိမ်ရောက်တော့မျက်မှန်ကိုဝတ်ပြီးမှန်ရှိမှကိုကြည့်လိုက်တယ်။အန်သောစရာကသူမရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတစ်ချောင်းပေါ်လာနေတယ်။အဲ့ဒီအချိန်မှာတော့အဲ့ဒီလိုင်းရဲ့အဒီဘက်ကိုမသိသေးဘူး။အဲ့ဒီခဏမှတည်းဟန်အလုတ်ကပြန်ရောက်လာတယ်။ကောင်းကသူ့စီကိုပြေးသွားပြီးဟန်ရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတွေအလွန်အမြင့်ပြန့်နှံ့နေတာကိုမြင်လိုက်ရတဲ့အခါကြောက်လန့်စွာအော်ဟစ်လိုက်တယ်။ချစ်ချင်းပဲဖနလေးဝတ်ပြီးအိမ်ထဲကထွက်ပြေးသွားတယ်။ဟန်ကတော့မယုံနိုင်တယ်လို့နဲ့သူမထွက်သွားတာကိုတိတ်တိတ်ကြည့်နေခဲ့ရတယ်။အပြင်ဘက်ဈေးကွက်ထဲမှာလူတွေကိုကြည့်ရင်ဒီအနီရောင်လိုင်းတွေဟာလူတွေအကြားကိုရေးတူတာဆက်ဆံရေးတွေကိုဖော်ပြနေတာဆိုတာကိုကောင်းနားလည်လာတယ်။နောက်တနေ့ကြောင်းသွားတဲ့အခါကောင်းရည်စိတ်အခြေအနေကအလွန်ပျော်ရွှင်နေတယ်။လူတိုင်းရဲ့ခေါင်းပေါ်မှာလိုင်းတွေကိုမြင်နေရတာကသူမအတွက်အသက်တစ်ခုလိုဖြစ်နေတယ်။ဟေးရောင်ရဲ့ခေါင်းပေါ်မှာလိုင်းတစ်ချောင်းရှိနေတာကိုတွေ့လိုက်ပြီးအဲ့ဒီလိုင်းတစ်ချောင်းဟာကျောင်းအတွင်းတနေရာကိုဆက်သွယ်နေတာကိုသတိထားမိတယ်။လိုင်းနောက်ကိုလိုက်သွားတဲ့အခါကိုရီးယားဘာသာဆရာတယောက်စီဆက်သွယ်နေတယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီအခါကောင်းရဲ့မျက်နှာပေါ်မှာအဖိုးတန်းလီရှိုးရဲ့တစ်ခုကိုဖမ်းမိသလိုအပြုံးတစ်ဆောင်ပေါ်လာတယ်။အဲ့ဒီချိန်ထဲမှာလည်းရှင်ဟန်လဲကျောင်းကိုပြန်တက်လာတယ်။ဆရာကသူမကိုအတန်းထဲမှာမိတ်ဆက်ပြီးနောက်သူမဟာကိုယ်ထိုင်ခုံမှာတိတ်တိတ်လေးဝင်ထိုင်လိုက်တယ်။တစ်ဖက်မှာတော့ဟန်ကတန်တရားတစ်ခုကိုပြန်လဲတတိယလာတယ်။ဦးထုတ်ဆောင်လူသက်သမားကအမြဲမျက်မှန်တထားပြီးမဲ့သူ့ပစ္စည်းတွေထဲမှာမျက်မှန်တစ်စုံမှမတွေ့ရဘူး။ဒီတန်တရားကိုဖြေရှင်းဖို့ဟန်ကကောင်းရဲ့ကျောင်းကိုသွားတယ်။ဘာကြောင့်လဲဆိုတော့ဦးထုတ်ဆောင်လူသက်သမားဟာဒီကျောင်းမှာတင်ကြားတဲ့ဆရာတယောက်ဖြစ်ခဲ့တာကိုသူသဘောပေါက်သွားလို့ပဲဟန်ကဆီယာမကိုချင်းနဲ့တွေ့ဆုံလိုက်တယ်။သူမကဟန်ကိုမမိပြီးကောင်းရဲ့ဖခင်လာလို့မိလိုက်တယ်။ဟန်ကမိဘတွေမရှိတော့လို့သူကအမုန်းဖြစ်တယ်လို့ရှင်းပြလိုက်တယ်။ကိုချင်းကကောင်းအကြောင်းဆွေးနွေးဖို့လာတာထင်ပြီးမြဲဟန်ကတော့လူသက်မှုတစ်ခုအတွက်လာတာလို့ပြောလိုက်တယ်။ပြီးခဲ့တဲ့နှစ်ကဒီကျောင်းမှာအတင်ချတင်တဲ့ဆရာတယောက်ဟာအစင်လိုက်လို့သက်သမားဖြစ်ပြီးရဲနဲ့ထိတွေ့မှုမှာတည်ဆုံသွားခဲ့တယ်လို့ဆိုလိုက်တယ်။ကိုချင်းကချက်ချင်းပဲအဲ့ဒီဆရာကိုသိတယ်လို့ပြောလိုက်တယ်။ဟန်ကဆက်ပြောတယ်သူ့ပစ္စည်းတွေထဲမှာမျက်မှန်ကျစုံမှမပါဘူးလို့ကိုချင်းကလည်းသူ့မျက်မှန်တက်တာကိုတခါမှမမြင်ဘူးလို့အတီးပြလိုက်တယ်။အဲ့ဒီအချိန်မှာလည်းဟေယောင်ကကောင်းကိုလက်မြောင်ရိုက်ဖို့စူးစမ်းလိုက်ပေမဲ့ဒီတခါတော့ကောင်းကသူမရဲ့လက်ကိုဖမ်းဆုပ်ပြီးအခုတော့ကြောက်ရမယ့်အလဲကမင်းပဲလို့ချွတ်ချစွာပြောလိုက်တယ်။သူတို့နှစ်ယောက်အပြင်းထန်ဆန့်ကျင်နေကြချိန်မှာပဲရှင်ဟန်ကျွတ်တရက်ဝင်ရောက်လာတယ်။သူမဟေယောင်ရဲ့အဝိတ်ကော်လာကိုစုပ်ကင်ပြီးအဆောင်အနာစွန်တီဆွဲခေါ်သွားလိုက်တယ်။လူအပ်ရဲ့မင်းနဲ့သူငါလဲခုန်ချမယ်လို့ချင်းချောက်လိုက်တဲ့အခါကြောက်ရွံ့သွားတဲ့ဟေယောင်ကသူတို့ကိုထမနှောက်ရွက်တော့ဘူးလို့ကတိပေးလိုက်ရတယ်။နောက်ပိုင်းမှာကောင်းကရှင်ဟန်ကိုကျမကိုကူညီစရာမလိုပါဘူး။ကိုယ်တိုင်ကာကွယ်နေပါတယ်။
လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲဟန်ကယိုချင်းကိုမေးမြန်းစစ်ဆေးပြီးဆုံးသွားပြီးအချက်လက်အသစ်တွေသိရရင်ချက်ချင်းဖုန်းဆက်ဖို့ပြောလိုက်တယ်။ဟန်ကတိုက်ရိုက်ပဲဆရာဟောင်းမကြခဏသွားတတ်တဲ့ဘားကိုသွားလိုက်တယ်။ဘားမန်းကိုထပ်ပုံပြပြီးလူသက်သမားအကြောင်းမေးတော့အဲ့ဒီလူကနည်းနည်းထူးဆန်းတယ်။လူတွေကိုကြည့်ရင်အတန်ထွက်ရည်သွက်တတ်ပြီးတခါတရံရုတ်တရက်ကြဲကြဲလောင်လောင်ရဲတတ်တယ်လို့ပြောတယ်။အဲ့ဒီကြောင့်လူများကမကြိုက်ပဲတိုက်ခိုက်ခံခဲ့ရတာများတယ်လို့လည်းထပ်ပြောတယ်။တက်ပုံကိုကြည့်ရင်ဘားမန်းကထပ်ပြေတယ်။သူအမြဲမျက်မှန်တက်တတ်တယ်။ဒါပေမဲ့ဒီတက်ပုံထဲမှာတော့မတတ်ထားဘူး။ဟန်ကအချက်အလက်တွေကိုမှတ်စုစာအုပ်ထဲမှာတာပြီးဘားကနေထပ်သွားတယ်။သူ့ဖိုင်မှာတော့ကောင်ကဟေးယောင်းကိုလိုက်ကြည့်နေတယ်။ဟေးယောင်းကကိုရီးယားဘာသာဆရာနဲ့တွေ့ဖို့သွားနေလာကိုတွေ့လိုက်တယ်။သူတို့တွေ့ဆုံချိန်မှာပဲကောင်ကဖုန်းနဲ့တိတ်တိတ်လေးတက်ပုံရိုက်လိုက်တယ်။စီလာကဟေးယောင်းကိုဟိုတယ်ခန်းထဲခေါ်သွားတယ်။ကောင်ကအဲ့ဒီတက်ပုံကိုဟေးယောင်းစီပို့တော့ဟေးယောင်းအနေငယ်အံ့ဩသွားပြီမဲ့စီလာကတော့မပြောဘူး။ဟေးယောင်းကလူတွေတိသွားရင်ဘာလုပ်မလဲလို့မေးတော့စီလာကမင်းနဲ့အတူထွက်ပြေးသွားမယ်ထင်တယ်လို့ပြန်ဖြေတယ်။အဲ့ဒီအခါဟေးယောင်းကကောင်ကိုငါကမိုင်းနာပါအပြစ်အားလုံးဆရာပဲခံရမှာလို့ပြောလိုက်တယ်။နောက်တစ်နေ့မှာကောင်ကအဲ့ဒီတက်ပုံကိုကိုလင်းကဆရာစီပို့ပြီး120တန်းတောင်းလိုက်တယ်။မပေးရင်အွန်လိုင်းမှာဖြတ်မယ်လို့အချိန်ချုပ်လိုက်တယ်။နောက်ပိုင်းမှာကောင်ကရှင်ဟန်ကိုဒီနေရာကနေအမြဲတမ်းထွက်ပြေးချင်တယ်။အန်ကယ်ဟန်ကကျမကိုမကူတူးဆိုင်ဘူးလို့ပြောလိုက်တယ်။ရှင်ဟန်ကနူးညံ့စွာအနည်းဆုံးတော့အားထားနိုင်တဲ့လူတစ်ယောက်တော့ရှိသေးတယ်လို့ပြန်သက်သာစေတယ်။ကောင်ကမင်းအမိအသက်ရှင်နေရင်မင်းကိုရှာမလားလို့မေးလိုက်တဲ့အခါရှင်ဟန်ရဲ့မျက်နှာအရောင်ချက်ချင်းမုံသွားတယ်။အဲ့ဒီညမှာရှင်ဟန်ကပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တယ်။အသက်ကြီးစနီမောင်လာတစုံကိုမြင်လိုက်ရတယ်။သူတို့ခေါင်းပေါ်မှာအနီရောင်လိုင်းတစ်ချောင်းသားတယောက်နဲ့တယောက်ဆက်သွယ်နေတယ်။ဒါပေမဲ့အခြားစုံတဲ့အညာစုမှာတော့လိုင်းတွေများစွာရှိနေတယ်။နောက်တနေ့မှာအတန်းတွေမှာအိပ်ပျော်နေတဲ့ဟေးယောင်းကိုရုံခိုင်းခေါ်သွားပြီးကိုရီးယားဆရာကပြင်းပြင်းထန်ထန်ဆူညံ့လိုက်တယ်။နောက်ပိုင်းမှာဟေးယောင်းကလူရွှေတွေပို့လာပြီးကျောင်းမှာမသိတယ်လို့ဆောင်ရွက်နေတာမကျေနပ်ဘူးလို့မကျေနပ်စွာပြောတယ်။ဆရာကတော့တယောက်ကအထက်ပုံပို့ပြီးချင်းချောင်နေတယ်လို့ပြောလိုက်တယ်။ဟေးယောင်းကချက်ချင်းပဲအဲ့ဒီလူကကျမတို့အတန်းကကောင်းပဲလို့ပြောလိုက်တယ်။ဆရာကဒေါသထွက်ပြီးသူ့ဘယ်လိုသိတာလဲလို့မေးရင်ဟေးယောင်းကိုအပြစ်တင်လာတယ်။ဟေးယောင်းလည်းဒေါသဖြစ်ပြီးမစိုးရင်တော့ဘူးလို့ပြောကထွက်သွားတယ်။အဲ့ဒီနောက်ကောင်ကဟေးယောင်းရဲ့ကောင်လေးနဲ့နီးကပ်လာပြီးမနာလို့စေဖို့ကြိုးစားတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့ဟေးယောင်းကပို့ပြီးဒေါသထွက်လာတယ်။ရှင်ဟန်ကတော့ကောင်ရဲ့ဒီအတူတော်ညနာကိုမြင်ပြီးအနှဲငယ်အံ့တော်သွားတယ်။နောက်ပိုင်းသူတို့ညောင်တက်ဆင်ခန်းလေးရုပ်ချင်းမှာရှင်ဟန်ကကောင်ရဲ့မျက်မှန်ကိုတွေ့လိုက်ပြီးအရာအလုံးကိုချက်ချင်းနားလည်သွားတယ်။အဲ့ဒီမျက်မှန်ကလူသက်သမားဝတ်ခဲ့တဲ့အစုံနဲ့တထထဲပဲဖြစ်နေတယ်။ရှင်ဟန်ကခေါင်ကိုမျက်မှန်လေးဝတ်ထားရင် S line လေးကိုမြင်နိုင်တယ်ဆိုတာသူမှသိထားပြီးသားဆိုတာပြောလိုက်တယ်။ခေါင်ကတော့မကြားသလိုမနားလည်သလိုဟန်ဆောင်ပြီးရှင်ဟန်ရဲ့စကားကိုလစ်ကျူရှုလိုက်တယ်။ဒါပေမဲ့ရှင်ဟန်ကသူမှလည်းအနီရောင်လိုင်းတွေကိုမြင်နိုင်တယ်ဆိုပြီးအမှန်တရားကိုဖော်ထုတ်လိုက်တဲ့အခါခေါင်ရဲ့မျက်နှာပေါ်မှာမယုံကြည်နိုင်တဲ့အရေးရောင်ပေါ်လာတယ်။ခေါင်ကရှင်ဟန်ကိုစမ်းသပ်ခြင်းတလုံးနဲ့ငါခေါင်ပေါ်မှာလိုင်းပင်တစ်ချောင်းရှိလေလို့မြင်လိုက်တယ်။ရှင်ဟန်ကမတော့မပြန်ပဲတင်းငိမ်စွာတစ်ချောင်းပဲလို့ပြန်ဖြေတယ်။ဆက်ပြီးတော့ဆီယာမကျူးကျင်ရဲ့ခေါင်းပေါ်မှာလိုင်းတစ်ချောင်းမှမရှိဘူး။သူမရဲ့ဦးလေးဟန်ရဲ့ခေါင်းပေါ်မှာတော့မရေမတွက်နိုင်တဲ့လိုင်းတွေရှိနေတယ်လို့ပြောပြလိုက်တယ်။အဲ့ဒီနောက်ရှင်ဟန်ကမျက်မှန်တွေကိုခွန်ပဲနေရကရလာတာလဲလို့မြင်လိုက်တယ်။ခွန်ကကျောင်းလောကထဲမှာတွေ့ခဲ့တာလို့ပြောတယ်။ရှင်ဟန်ကမျက်မှန်တွေကိုပေးဖို့တောင်းဆိုပြီးအဲ့ဒါတွေကအလွန်အန္တရာယ်ရှိတယ်လို့သတိပေးတယ်။ဒါပေမဲ့ခွန်ကမျက်မှန်တွေကိုပြန်ဆွဲယူပြီးဒါတွေကငါအပိုင်ပဲလို့သင်မှစွာပြောလိုက်တယ်။အိမ်ပြန်တဲ့လမ်းမှာရှင်ဟန်ကခွန်ရဲ့ဖခင်သေဆုံးခဲ့ရတဲ့အယောင်အင်းအမှန်နဲ့အနီရောင်လိုင်းတွေကလူတွေရဲ့ဘဝကိုဘယ်လောက်ဖျက်ဆီးနိုင်လဲဆိုတာရှင်းပြဖို့ကြိုးစားတယ်။ဒါပေမဲ့ခွန်ရဲ့မျက်လုံးတွေထဲမှာစိတ်မဝင်စားမှုသာတွေ့ရတယ်။အဲ့ဒီညမှာခွန်ကဟာယန်ရဲ့ရည်စားနဲ့အတူရှိနေတော့ကိုရီးယားဆရာစီက message တစ်စောင်ရလာတယ်။နှစ်စီတန်းဝင်းကိုစီစဉ်ပြီးကျောင်းခေါင်မပေါ်ကိုလာခဲ့လို့ဆိုထားတယ်။ခွန်ကဟိုတယ်အခန်းထဲကထွက်ပြီးသူမရဲ့ရည်စားနဲ့ဖိုတိုဘုတ်ထဲဝင်ကတပ်ပုံရိုက်တယ်။အဲ့ဒီအချိန်မှာပဲဟာယန်ကအင်တာထဲကခွန်နဲ့ရှင်ဟန်ပြောနေတဲ့စကားကိုနားထောင်မိထားပြီးနော့ကွယ်ကနေလိုက်နေလာထက်တယ်။ခွန်ကမျက်မှန်တွေကနေအနီရောင်လိုင်းတွေကိုမြင်နိုင်တယ်ဆိုတာကိုဟာယန်သိသွားပြီးသားထင်နေပြီ။ခွန်ကမျက်မှန်တွေကိုအိတ်ထဲထည့်ပြီးဓာတ်ပုံရိုက်နေချိန်မှာဟာယန်ကအလစ်ယူရှုမခံအောင်မျက်မှန်တွေကိုခိုးယူလိုက်တယ်။ဓာတ်ပုံရိုက်ပြီးသွားတဲ့အခါခွန်ကအိတ်ကိုစစ်ကြည့်လိုက်တော့မျက်မှန်တွေပြောင်းနေပြီ။စိုးရင်ထိတ်လန့်သွားပြီးစိုင်းတစ်ဆောင်လုံးကိုလိုက်ရှာတယ်။ဝန်ထမ်းတွေကိုပါမေးတယ်။ဒါပေမဲ့ဘယ်နေရာမှာမှမတွေ့ဘူး။အဲ့ဒီချိန်မှာဟာယန်ကတော့ခိုးယူထားတဲ့မျက်မှန်တွေကိုဝစ်ပြီးမောထဲမှာလှည့်လည်နေတယ်။ခွန်ကရှင်ဟန်ကိုဖုန်းခေါ်ပြီးမျက်မှန်တွေကိုပြန်ပေးဖို့တောင်းဆိုတယ်။ရှင်ဟန်ကအံ့ဩသွားပြီးသူမကကိုပိုင်အိမ်မှာပဲရှိနေတာကြောင့်မျက်မှန်တွေကိုမခိုးနိုင်ဘူးလို့ပြန်ဖြေတယ်။ခွန်ကငါเจ้าကိုသွားနေပြီလို့ပြောပြီးဖုန်းချလိုက်တယ်။အချိန်ကတန်းခေါင်ရနေပါချင်နေပြီ။ခွန်ကเจ้าကိုပြေးရောက်ပြီးခေါင်မောပေါ်ကိုအမြန်တက်သွားတယ်။ကိုရီးယားဆရာကဘယ်သူမှမမြင်မိဘူးလားလို့မေးလိုက်တယ်။ခွန်ကချက်ချင်းပဲငွေကိုပေးဖို့တောင်းဆိုတယ်။ဆရာကမျက်နှာပြိုလဲပြီးသူမကလေးတစ်ယောက်ရှိပြီးနောက်တစ်ယောက်လည်းမကြခင်ငွေတော်မယ်လို့တောင်းပန်ပြောဆိုတယ်။ဆရာတစ်ယောက်အနေနဲ့အချိန်တိုအတွင်း20တန်းဝင်ကိုစုဖို့မလွယ်ဘူးလို့ပြောတယ်။ခွန်ကတော့ဟာယန်ကသူ့မကိုအနိုင်ကျင့်ခဲ့တာကိုလူတိုင်းသိကြပေမဲ့ဟာယန်ရဲ့မိဘတွေအာနာကြီးလုံးလို့ဘယ်သူမှမတားရဲခဲ့ကြဘူးဆိုတာကိုပြန်လဲသတိပေးလိုက်တယ်။အဲ့ဒီချိန်မှာပဲဆရာရဲ့ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်။သူ့ဇနီးကထပ်ပုံကိုမြင်ပြီးပြီ။ဒေါသထက်သွားတဲ့ဆရာကခွန်ကိုဘာကြောင့်ထပ်ပုံကိုငါဇနီးစီပို့လိုက်တာလဲလို့အော်ဟစ်မိလိုက်တယ်။
ခွန်ကချက်ချင်းပဲသူမမပို့ဘူးလို့အခိုင်အမာပြောလိုက်တယ်အဲ့ဒီချိန်မှာပဲရှင်ဟန်လည်းအလင်းရန်ကြောင်းကိုရောက်လာတယ်သူမမော့ကြည့်လိုက်တဲ့အခါအဆောက်အအုံအပေါ်ကနေလူတစ်ယောက်ပြုတ်ကျသွားတာကိုမြင်တွေ့လိုက်ရတယ် ရှင်ချန်ကအဆောင်အောက်ကိုကြည့်လိုက်တဲ့အခါမြေပြင်ပေါ်မှာလဲကျနေတဲ့လူတစ်ယောက်ရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတစ်ချောင်းကိုမြင်လိုက်ရတယ်မျက်စိတစ်ခါတည်းနဲ့ပဲသူမသိသွားတယ်အဲ့ဒီသူကခေါင်းပဲဖြစ်နေတယ်ဆိုတာကိုခေါင်းကိုအဲ့ဒီလိုအခြေအနေမျိုးနဲ့မြင်လိုက်ရတဲ့အခါရှင်ချန်ရဲ့စိတ်နှလုံးကချိုးဖြက်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးမျက်ရည်တွေထိမရပဲကြာလာတယ်အဲ့ဒီချိန်မှာပဲစုံထောင်ဟန်လည်းရောက်လာတယ်ခဏလောက်စဉ်းစားပြီးတော့သူကရှင်ချန်ကိုဘာကြောင့်ဒီညအချင်းကြီးကျောင်းကိုသွားခဲ့တာလဲလို့မေးတယ်ရှင်ညံကခေါင်းကဖုံးခေါ်ပြီးကျောင်းကိုသွားမယ်လို့ပြောခဲ့တာကြောင့်သူမစိုးရင်သွားပြီးလိုက်လာခဲ့တာလို့ရှင်းပြတယ်။ခေါင်းအန်တရေကြုံနေရမယ်လို့ခန်းစားမိခဲ့လို့ပဲကျောင်းကိုသွားခဲ့တာလို့လည်းထပ်ပြေပြောလိုက်တယ်။နောက်တနေ့မှာတော့ကိုရီးယားဆရာကကျောင်းကိုမလာဘူးဖုံးခေါ်လည်းမဖြစ်ဘူး။ရှင်ညံကဟာရန်လည်းအတမ်းမတက်လာတာကိုသတိထားမိတယ်။အဲ့ဒီချိန်မှာခေါင်းကတော့ကိုမအချင်းနေတဲ့ကြာသွားနေပြီချစ်တယ်။ရှင်ညံကကျောင်းဆောင်ရှင်မှာရက်ပြီးအောက်ကိုငေးကြည့်နေရင်စိတ်တွေအလွန်ရှုပ်ထွေးနေတယ်။အဲ့ဒီချိန်မှာအတန်းဖော်တယောက်လာပြီးခေါင်းကအဲ့လိုလုံးမဲ့သူမဟုတ်ဘူးလို့ပြောတယ်။သူမကအားနေတဲ့သူမဟုတ်ဘူးဒါပေမဲ့ဟာရန်လည်းကြောင်းမလာတာကပိုပြီးထူးဆန်းတယ်လို့ထပ်ပြောလိုက်တယ်အဲ့ဒီစကားတွေကရှင်ညံကိုစိတ်အားပြန်လေးပေးနိုင်ခဲ့တယ်ရှင်ညံကကြောင်းလောင်းမှယောက်ျားလေးတယောက်ကိုတွေ့ပြီးရက်ခိုက်လိုက်တယ်သူ့ရဲ့မျက်မှန်ကိုချွတ်ပြီးစစ်စစ်ကြည့်လိုက်တော့ပုံမှန်မျက်မှန်သားဖြစ်နေတာကိုသိသွားပြီးပြန်ပြေးလိုက်တယ်တစ်ဖက်မှာတော့ဆရာခန်းတုံးမှာအင်္ဂလိပ်ဆရာဂျွန်ဦးကသူ့စာပေပေါ်မှာမျက်မှန်တစ်စုံတွေ့လိုက်တယ်သူကဂျူဂျွန်ကိုမေးတယ်ဖာဂျူဂျွန်ကဆရာဝန်ထမ်းတွေရဲ့မျက်မှန်မဟုတ်ဘူးလို့အတည်ပြုပြီးဂျွန်ဦးကိုထိန်းသိမ်းထားဖို့အကြံပေးတယ်ဂျွန်ဦးကမျက်မှန်ကိုဝေ့လိုက်တယ်ဖာသူမျက်စိရှိမှအနီရောင်လိုင်းတွေပေါ်လာတယ်ခဏအတွင်းမှာပဲအဲ့ဒီလိုင်းတွေဘာကိုစိုးလို့တယ်ဆိုတာကိုသူသဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲစုံထောက်ဟန်ကကျောင်းကိုရောက်လာပြီးကိုကျွန်းကိုခေါင်းကိုအနိုင်ချင်းခဲ့တဲ့မိန်းကလေးအကြောင်းမိတယ်ကိုကျွန်းကအဲ့ဒီနေ့နောက်ပိုင်းအဲ့ဒီမိန်းကလေးအကြောင်းကိုမလာတော့ဘူးလို့ပြောတယ်ဟန်ကခေါင်းနဲ့ဟာရန်ရဲ့ရေးစားနဲ့တွဲရိုက်ခါတဲ့ဓာတ်ပုံကိုပြပြီးယောက်ျားလေးကဘာတူလဲလို့မိတယ်ကိုကျွန်းကဟန်ကိုအဲ့ဒီယောက်ျားလေးစီခေါ်သွားတယ်ဟာရန်ရဲ့ရေးစားကဟန်ကိုအမှန်တိုင်းပြောပြတယ်သူနဲ့ခေါင်းကနိုင်ခဲ့တာမှန်ပြီးဖိုတိုဘူးထဲကိုအတူသွားခဲ့ကြတာလို့ဆိုတယ်ဒါပေမဲ့ဆိုင်ကထွက်လာပြီးတော့ခေါင်းကပစ္စည်းတစ်ခုပျောက်သွားတာကိုသိပြီးစိတ်ဆိုးကတယောက်တည်းထွက်သွားခဲ့တယ်လို့ရှင်းပြတယ်ဟန်ကဖိုတိုဘူးဆိုင်ရဲ့ CCTV ကိုစစ်ကြည့်လိုက်တဲ့အခါခေါင်းနဲ့ယောက်ျားလေးထပ်ပုံရိုက်နေရင်ဟာရန်ကဝင်လာပြီးခေါင်းရဲ့အိတ်ထဲကတစ်ခုခုယူသွားတာကိုမြင်လိုက်တယ်နောက်ကလေးမှာတော့ဟာရန်ကမျက်မှန်တစ်စုံဝစ်ထားနေတာကိုတွေ့ရပြီးမြဲဟန်ကတော့အဲ့ဒီအရာရဲ့အတိတ်ပဲကိုမသိချာနားမလည်သေးဘူးတစ်ဖက်မှာဂျုံကိုကသူ့ညီမအိမ်ကိုသွားရောက်တဲ့အခါသူ့မောင်အမရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတွေဖြစ်နေတဲ့အရာကိုမြင်လိုက်ရတယ်လေကားရှော့ဆက်နဲ့အောက်ကိုဆင်းလာချိန်မှာလိုင်းတစ်ချောင်းကတိုက်တိုက်ဆိုထောက်ထပ်ကိုဆက်သွင်းနေတယ်ဆိုတာကိုမြင်ပြီးဂျုံကိုကသူ့ညီမရဲ့လုံခြုံရေးအတွက်အလုံးစိုးရင်သွားတယ်အခြားတစ်ပိုင်းမှာတော့ဟန်ရဲ့အထက်အရာရှိကခေါင်းရဲ့အဆူကိုကိုတတ်သိမှုအဖြစ်ပိတ်သိမ်းခြင်းနေတယ်ဒါပေမဲ့ဟန်ကပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ခေါင်းကဘယ်လိုအခါမှကိုတတ်မဲ့သူမဟုတ်ဘူးလို့သူအခိုင်အမာယုံကြည်နေတယ်နောက်တနေ့မှာတော့အကြောင်းတစ်ခုလုံးစကားဝိုင်းကြီးတစ်ခုနဲ့လှေရှားသွားတယ်ကိုရီးယားဆရာနဲ့ဟာရန်တို့ရဲ့ဓာတ်ပုံတစ်ပုံအွန်လိုင်းမှာပြန့်နှံ့သွားပြီးအားလုံးအားသိနေကြတယ်အမှန်တရားကတော့အဲ့ဒီဓာတ်ပုံကိုကိုရီးယားဆရာကိုယ်တိုင်ပဲဖြန့်ခဲ့တာဖြစ်နေတယ်မကြခင်မှာပဲသူကကိုတတ်သိသွားခဲ့တယ်နောက်ပိုင်းမှာရဲတွေကသူ့ကိုကားအတွင်းမှာတွေ့ရှိခဲ့ပြီးတတ်သိစာတစ်စောင်လည်းတွေ့ရတယ်အဲ့ဒီစာထဲမှာဆရာကဟာရန်နဲ့ဆက်ဆံခဲ့တာကိုမလုပ်သင့်ခဲ့ဘူးလို့ဝန်ခံရေးသားထားခဲ့တယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ယွန်းဂျီကရှင်ဟျန်ကိုသူမရဲ့မိတ်ဆွေဂျွန်စီအောင်နဲ့မိတ်ဆက်ပေးလိုက်တယ်။အဲ့ဒီနောက်တိုးယောက်သားအတူတူအချိန်ဖြုံးလာကြပြီးနည်းနည်းချင်းပုံမနီးစပ်လာကြတယ်။ဒီနေ့မှာစုံထောက်ဟန်ကကျောင်းအပြီးရှင်ဟျန်ကိုလာကြိုတယ်။ကားနဲ့ပြန်တဲ့လမ်းမှာဟန်ကခုံကိုစေးရုံမှာဘာကြောင့်မသွားတွေ့တာလဲလို့မေးလိုက်တယ်။ရှင်ဟျန်ကတော့တလုံးမှမပြန်ပဲတိတ်ပဲနေတယ်။ဟန်ကသူမကိုစိတ်ပူစင်မဲ့စကားတစ်ခုပြောလိုက်တယ်။မင်းကိုငါမတန်တရားမထားဘူးလို့ဆိုပြီးရှင်ဟျန်ရဲ့အလုပ်ရတွေကမိတ်ဆွေအတွက်စိုးရိမ်မှုကြောင့်သာထိတယ်ဆိုတာသူသိတယ်လို့ပြောတယ်။ပြီးတော့ဟန်ကမင်းထင်တာခုံကဘာကြောင့်တန်းကောင်ရံမှာအကြောင်းကိုသွားခဲ့တာလဲလို့မေးလိုက်တယ်။ရှင်ဟျန်ကအဲ့ဒီမိခွန်းကိုတိုက်ရိုက်မဖြေပဲခုံရဲ့မိမန်အကြောင်းကိုရှင်းသိလားလို့ပြန်မေးလိုက်တယ်။ဟန်ကအံ့ဩသွားပြီးအဲ့ဒီမိခွန်းကိုမသိဘူးလို့ပြောတယ်။သူမကိုအမှန်တိုက်ပြောဖို့တောင်းဆိုတယ်မဲရှင်ဟျန်ကအဲ့ဒီမျက်မှန်တွေကိုအရင်ရှာပါလို့ပဲပြောတယ်။မျက်မှန်တွေကိုရှာတွေ့မှအမှန်တရားအလုံးကိုဖော်ပြမယ်လို့ကတိပေးလိုက်တယ်။တစ်ဖက်မှာတော့ကျန်ဦးကသူ့မောင်အမကိုစောင့်ကြည့်လိုက်စားလာတယ်။မကြခင်မှာပဲသူ့မောင်အမကအိမ်မှာအစည်းအဝေးရှိတယ်လို့လင်းပြောပြီးတကယ်တော့ဟိုတယ်တစ်ခုမှာအခြားမိန်းမတစ်ယောက်နဲ့အတူရှိနေတာကိုသိသွားတယ်။ကျန်ဦးကဟိုတယ်ခန်းထဲမှာသူတို့ကိုလက်မခံနိုင်စရာအခြေအနေတစ်ခုနဲ့ဖမ်းမိလိုက်ပြီးနောက်တစ်နေ့မှာအရာအလုံးကိုသူ့ညီမကိုဝန်ခံမပြောရင်မလွတ်ဘူးလို့ချိန်ချောက်လိုက်တယ်။နောက်တစ်နေ့မှာတော့သူ့မောင်အမကကျန်ဦးရဲ့ညီမကိုအမှန်တရားအလုံးဝန်ခံလိုက်တယ်။ဝန်ခံရုံပါကမိန်းမနဲ့သမီးကိုပါထားခဲ့ပြီးဟိုတယ်မှာတွေ့ခဲ့တဲ့မိန်းမနဲ့အတူနေသွားမယ်လို့ပြောလိုက်တယ်။ကျန်ဦးရဲ့ညီမကစိတ်တန်ရာကြီးမားမားခံစားရပြီးစိတ်ထိခိုက်လုံးအပြုံမှုတွေတောင်မထိန်နိုင်သလိုဖြစ်လာတယ်။အဲ့ဒီအချိန်မှာပဲစုံထောက်ဟန်ကခုံရဲ့အခန်းကိုစစ်ဆေးနေတာဖြစ်ပြီးသူမရဲ့မတ်မှုစာအုပ်ဒိုင်ယရီကိုတွေ့ရှိလိုက်တယ်။ညမှာတော့ဟန်ကအဲ့ဒီဒိုင်ယရီကိုရှင်ဟင်းစီယူလာပြပြီးထဲမှာရေးထားတဲ့ပုံတစ်ခုအကြောင်းပေးလိုက်တယ်။အဲ့ဒီပုံမှာမျက်မှန်တစ်စုံနဲ့ခေါင်းပေါ်ကိုအနီရောင်လိုင်းတွေများစွာဖုံးလွှမ်းထားတဲ့မိန်းကလေးတစ်ယောက်ကိုရေးဆွဲထားတာဖြစ်တယ်။ရှင်ဟင်းကဒိုင်ယရီကိုကြည့်ပြီးမျက်မှန်တွေကအဲ့လိုအနီရောင်လိုင်းတွေကိုမြင်စေနိုင်တယ်လို့ရှင်းပြတယ်။
ထို့ပြင်အဲ့ဒီလိုင်းတွေဘာကိုဆိုလို့လဲဆိုတာကိုလည်းပြောပြပြီးသူမကခလေးဘွားကလေးကအဲ့ဒီလိုင်းတွေကိုမြင်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကိုပါဖော်ထုတ်လိုက်တယ်ဟန်တာအားလုံးကိုယုံကြည်နိုင်စရာမရှိသေးပေမဲ့သူစုံစမ်းခဲ့တဲ့မှာအမှုတိုင်းမှာမျက်မှန်တွေပါဝင်ပတ်သက်နေတယ်ဆိုတာကိုသတိထားမိတယ်သူကခုံစီမှာလည်းအဲ့လိုမျက်မှန်တူစုံရှိချင်လားနောက်ပြီးတယောက်ယောက်ကအဲ့ဒါကိုခိုးယူပြီးနောက်အဆောင်ဝင်ပေါ်ကနေသူမကိုတွန်းချခဲ့လားဆိုပြီးမေးတယ်ရှင်ဟင်းကတေချာပြောဖို့ခတ်တယ်လို့ပြန်ဖြစ်ခုံကလူအများကိုချင်းချောက်ထားတဲ့အဖြစ်တွေများခဲ့လို့အဲ့ဒီလူတွေထက်ကတယောက်ယောက်ကပဲသူမကိုတွန်းချခဲ့တာချက်နိုင်တယ်လို့သူယုံကြည်နေတယ်နောက်တနည်းကျောင်းမှာယွန်းကြီးကရှင်ဟင်းနဲ့ဂျွန်စီအောင်ကိုသူမနဲ့အတူအပြင်ထွက်ဖို့တိုက်တွန်းတယ်ဒါပေမဲ့ရှင်ဟင်းကသူမမို့တဲ့တကူမှအလုပ်လျှောက်ထားပြီးဒီနေ့ကပထမဆုံးအလုပ်စတဲ့နေ့ဖြစ်တာကြောင့်မတွားနိုင်ဘူးလို့ပြောတယ်အဲ့ဒီချိန်မှာပဲကျောင်းဝင်ထိုင်ခင်တယောက်ကအဲ့ဒီမူရင်းမျက်မှန်ကစုံကိုဝတ်ထားတာမြင်လာတယ်သူမလည်းအနီအောင်လိုင်းဒီကိုမြင်နေပြီဖြစ်တယ်ကင်ကကျောင်းဂီတဆရာကိုရှိုးဝဲဆွားချင်းမဲ့နိုးနေပြီးမင်းသမီးဖြစ်ချင်တဲ့အိမ်မက်ကြီးလည်းရှိတယ်ဒါကြောင့်သူမဟာမို့တဲ့တကူကိုအခန်းဝဲပြီးတိတ်တိတ်လေးတရုပ်ဆောင်လိချင်းနေတတ်တယ်ထိုက်တန်းစွာပဲအဲ့ဒီမို့တဲ့ကရှင်ဟင်းနှုတ်စားဝင်ထားတဲ့မို့တဲ့နဲ့တကူတည်းဖြစ်နေတယ်တစ်ဖက်မှာတော့စုံထောင်းဟန်ကခုံရဲ့အမှုကိုသူ့အထက်အရာရှိမသိအောင်မိတ်ဆက်တဲ့အောင်နဲ့တိတ်တိတ်လေးဆက်လက်စုံစမ်းနေတယ်အဲ့ဒီချိန်မှာပဲအထက်အရာရှိဝင်လာတဲ့ကြောင့်သူတို့ဟာစုံစမ်းရေးပုဂ္ဂိုလ်ချက်ချင်းလွန့်ပြီးဖုံးခွဲလိုက်ရတယ်တစ်ဖက်မှာယွန်းဂျီနဲ့ဂျွန်တို့ကရှင်ဟင်းမို့တဲ့မှာတွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်မို့တဲ့ရောက်တဲ့အခါ၃ယောက်သားစုညံအောင်ဟိတီပြူလွှမ်းနေကြတယ်အချင်းတွေကိုထိန်းဖို့ရှင်ဟင်းကသူတို့ကိုကိုပိုင်ယုံခန်းလေးထဲခေါ်သွားတယ်ဒါပေမဲ့နေရာကအရင်ကျန်လို့၃ယောက်လုံးတိတ်ချတော့မထိုင်နိုင်တော့အောင်ဖြစ်နေတယ်အဲ့ဒီချိန်မှာပဲခင်ကမိုးတဲကိုရောက်လိုက်တယ်အရင်လိုပဲငွေပေးပြီးအခန်း69ရက်တော့ကိုယူလိုက်တယ်သူမကိုမြင်လိုက်တဲ့အခါယွန်းကြီးကဒီမိမကိုငါတနေရာမှာမြင်ဘူးသလိုပဲလို့ခက်တင်ပြောလိုက်တယ်ခင်ကအခန်း69ထဲဝင်သွားပြီးသူမရဲ့အလေးအကျင့်အတိုင်းလုံရိုးလုံစင်းတွေကိုစတင်လိုက်တယ်နောက်ပိုင်းမိုးတဲခေါမိုးပေါ်မှာရှင်ညန်ယွန်းကြီးနဲ့ဂျွန်စီရင်တို့၃ယောက်အတူအချိန်ပြုံးနေချိန်ခင်ကမိုးတဲကနေထွက်ပြီးအိမ်ပြန်သွားတယ်အဲ့ဒီခါယွန်းကြီးကသူမကိုတေချာတီးသွားပြီးဒီမိမကကျမတို့ကြောင်ယုံခန်းမှာအလုပ်လုပ်တဲ့ဝင်းချမ်းပဲလို့ပြောလိုက်တယ်အဲ့ဒီစကားနဲ့တကွိုင်းနဲ့ရှင်ညန်ရဲ့မျက်နှာကတိမ်မာသွားတယ်သူမမြင်လိုက်ရတာကခင်ရဲ့ခေါင်းပေါ်မှာလည်းခေါင်းနဲ့တပုံစံတဲ့အနီရောင်လိုင်းတစ်ကြောင်းနဲ့ပဲရှိနေတာဖြစ်တယ်တစ်ဖက်မှာတော့စုံထောက်ခိုင်ကရှင်ညန်ရဲ့မိခင်နဲ့ပတ်သက်တဲ့အမှုဟောင်းဖိုင်တွေကိုနက်နက်ရှိုင်းရှိုင်းပြန်လဲစစ်ဆေးနေတယ်အဲ့ဒီမှာသူတီးလိုက်ရတာကရှင်ညန်ရဲ့မိခင်ဟာသူမရဲ့ခင်မုန်းကဖောက်ပြန်နေတယ်ဆိုတာသိပြီးနောက်သူ့ကိုတတ်ခဲ့တာဖြစ်နေတယ်ဆိုတဲ့အမှန်တရားပဲဖြစ်တယ်အဲ့ဒီအရာဟာရှင်ညန်ကကလေးဘဝတုန်းကရွေးဆဲထားတဲ့ပုံတပုံကနေတစ်ဆင့်ဖော်ထုတ်လာတာဖြစ်တယ်အဲ့ဒီချိန်မှာဟန်ကနောက်ဆုံးတော့သဘောပေါက်သွားတယ်ရှင်ညန်ဟာအစားကလေးကမလိမ်ခဲ့ဘူးဆိုတာကိုနောက်ပိုင်းမှာဟန်ကဆေးရုံမှာရှင်ညန်နဲ့တွေ့ဆုံတယ်ခေါင်းရခေါင်းပေါ်မှာလဲလိုင်းရှိခဲ့လားလို့မေးလိုက်တဲ့အခါရှင်ညန်ကတကြောင်တည်းပဲလို့ပြန်ဖြေတယ်ဟန်ကအဲ့ဒီလိုင်းဟာကျောင်းကအတန်းဖော်တယောက်ယောက်နဲ့ချိတ်ဆက်နေလားလို့ဆက်မေးပြီးမဲ့ရှင်ညန်ကခေါင်းရဲ့လိုင်းဟာကျောင်းထဲကဘယ်သူနဲ့မှမချိတ်ဆက်ထားဘူးလို့အခိုင်အမာပြောလေအဲ့ဒီအချက်ကြောင့်ဟန်ကခေါင်းကိုတွန်းချခဲ့သူဟာကျောင်းပြင်ပကမတိမတာလူတယောက်ဖြစ်နိုင်တယ်လို့တန်တရားဝေလာတယ်နောက်တနေ့ကျောင်းမှာကျွန်းစည်းယွန်ကရှင်ညန်စီပြေးလာပြီးယွန်ကြီးဘဲမှာလဲလို့မေးတယ်ရှင်ညန်ကယွန်ကြီးအိမ်မှာအလုပ်ရှိလို့စောစောပြန်သွားတယ်လို့ပြန်ဖြေတယ်အဲ့ဒီနောက်ကျွန်းစည်းယွန်ကရှင်ညန်ကိုရေကိုခန်းစီခေါ်သွားတယ်အစမှာရှင်ညန်ကရေမကူးချင်ဘူးလို့ညင်းပေမဲ့ခဏကြာမှတော့အန်တော်စရာကောက်လောက်အောင်သူမကိုယ်တိုင်ရေထဲခုန်ချလိုက်တယ်သူမအချိန်ကြာကြာမပေါ်လာတဲ့အခါကျွန်းစည်းယွန်ကထိတ်လန့်သွားပြီးရေထဲခုန်ဝင်လိုက်တယ်ဒါပေမဲ့ရှင်ညန်ကသူ့ရဲ့စိုးရိမ်မှုကိုမြင်ပြီးရေမောလိုက်တယ်နောက်ပိုင်းမှာနေအောင်လုံးကြီးကိုခန်းအပြင်ထွက်လာပြီးကျွန်းစည်းယွန်ကသူ့နေရာကိုပေးကအတူထိုင်စားကြတယ်အဲ့ဒီချိန်မှာရှင်ညန်ကသူ့ကိုစိတ်ဖွင့်ပြောလိုက်တယ်သူမကကလေးဘဝကလေးကလူတွေခေါင်းပေါ်မှာထူးဆန်းတဲ့အရာတွေလိုင်းတွေကိုမြင်နိုင်ခဲ့တယ်လို့ပြောပြတယ်ကျွန်းစည်းယွန်ကလက်နဲ့လိုင်းပုံစံလုပ်ပြီးဒီလိုလားလို့မေးလိုက်တယ်ရှင်ညန်ကခေါင်းညှိလိုက်တယ်ဒါဆိုငါမှလိုင်းရှိလားလို့သူမေးတဲ့အခါရှင်ညန်ကမရှိဘူးမင်းငါယွန်းကြည်တယောက်မှမရှိဘူးလို့ပြန်ဖြေတယ်သူမပြောတာကိုယုံလားလို့မေးလိုက်တော့ကျွန်းစည်းယွန်ကမယုံကြည်မှုမရှိပဲယုံတယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီညမှာရှင်ညန်အိမ်ပင်ပြီးတဲ့နောက်တောင်ကျွန်းစည်းယွန်ကိုစက်တိုင်စဉ်းစားနေမိတယ်တစ်ဖက်မှာတော့ဟန်ရလူဖောက်ခွင့်ခန်းကသူ့ကိုမင်းကလေးတွေကိုမတွေ့ပဲရှောင်နေတာလားလို့မေးတယ်ဟန်ကကိုချင်းကိုစဉ်းစားရင်နားလေချင်းလောက်အောင်စိတ်ဝင်စားမိတဲ့လူတစ်ယောက်ရှိတယ်လို့ဝန်ခံပြောလိုက်တယ်အဲ့ဒီအချိန်မှာခင်ကလည်းပုံမှန်အတိုင်းမို့တဲ့အခန်း69လဲဝင်ပြီးလိကျင်နေတယ်အဲ့ဒီမှာသူမအရန်ချစ်ခဲ့တဲ့ကျောင်းဂီတဆရာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ဒီနေ့မှာတော့သူကအခြားမင်းကလေးတစ်ယောက်နဲ့အတူရှိနေတယ်ခင်ဟာအရင်ကအခန်း90ကိုအပေါက်လေးတစ်ခုကနေစုံတွဲတွေကိုကြည့်နေခဲ့ပြီးမှဒီလိုမြင်ရမယ်လို့မစင်စားခဲ့ဘူးဂီတဆရာရဲ့ခေါင်းပေါ်မှာလိုင်းတစ်ကြောင်းတည်းရှိပြီးအဲ့ဒီလိုင်းဟာသူနဲ့အတူရှိတဲ့မင်းကလေးကိုတက်ရွယ်ချိတ်ဆက်ထားတာကိုမြင်လိုက်တဲ့အခါခင်ရဲ့စိတ်ကအပြတ်အသက်ကွဲသွားနေသူမမို့တဲ့ကနေထွက်သွားလိုက်တယ်အဲ့ဒီနောက်ရက်အတော်ကြာအောင်ခင်ကဂီတဆရာပြန်လာမလားဆိုပြီးစောင့်နေတယ်နောက်ဆုံးမင်းကလေးပြန်ရောက်လာတဲ့နေ့မှာတော့ခင်ကသူမကိုတိုက်ခိုက်ပြီးတန်ရရစေတယ်ထို့နောက်သူမရဲ့အဝတ်ထဲကိုဝတ်ဆင်ပြီးအခန်း90ထဲဝင်သွားတယ်အဲ့ဒီအချိန်မှာခင်ရဲ့စိတ်အခြေအနေဟာလုံးဝမတည်ငြိမ်တော့ဘူးဂီတဆရာကသူမကိုမြင်ပြီးအလွန်အံ့အားသင့်သွားတယ်ခင်ကသူ့ကိုအတင်းချက်ဆက်ဆံဖို့ကြိုးစားလာတယ်ဆရာကထောက်ပြေးဖို့ကြိုးစားတဲ့အခါခင်ကနောက်ဘက်ကနေတစ်ခုခုနဲ့ပြစ်ခတ်လိုက်ပြီးသူ့ကိုတေးစေလိုက်တယ်သူမကဆရာကိုအရာပေါ်လွှဲထားပြီးနှံ့နေတယ်ဆရာတေးဆုံးသွားပြီးဆိုတာတီးသွားတဲ့အခါခင်ကရေချိုးခန့်နဲ့ဝင်ပြီးကိုယ့်အရက်ကိုဆုံးရှုံးစေလိုက်တယ်အချိန်နည်းငယ်ကြာပြီးနောက်ရှင်ဟန်ကအမိုက်ပြီးထို့မိုးတဲပင်ကိုထွက်လာတဲ့အဲ့ဒီအချိန်မှာပဲကင်ကချီနောင်ပြီးသူမခန်းထဲမှာပိတ်ထားခဲ့တဲ့မိန်းကလေးကိုတွေ့လိုက်ရတယ်အချိန်ဒီကိုနားလေသွားတဲ့ရှင်ဟန်ကချက်ချင်းရဲကိုဖုံးခေါ်လိုက်တဲ့စုံထောက်ခန်းကောက်ရောက်လာပြီးကင်နဲ့ဂီတဆရာရဲ့ကိုခန္ဓာတွေကိုဖယ်ရှားကမျက်မှန်တွေကိုလိုက်ရှာပေးမယ်မတွေ့နိုင်ခဲ့ဘူးအဲ့ဒီနောက်ဟန်ကရှင်ဟန်ကိုကင်ရဲ့ခေါင်းပေါ်မှာလိုင်းဖက်နဲ့ချောင်းရှိခဲ့လေလို့မေးတယ်
ရှင်ဟန်ကတချောင်းထဲပါလို့ပြန်ပြေးပြီးအဲ့ဒီလိုင်းဟာဂီတဆရာညာမချိဆက်ထားဘူးလို့သူမထင်တယ်လို့ပြောတယ်ဟန်ကစေးရုံကိုသွားပြီးခုံရဲ့အခြေအနေကိုစစ်ဆေးတယ်ဒါပေမဲ့ရုတ်တရက်ကုကိုတရိယာသွားပြီးမိုဒယ်အခန်း90ကိုပြန်သွားတယ်သူကရေချိုးကန်ကိုမစစ်ရသေးတာကိုသဘောပေါက်သွားတာပါရေကိုအကုန်လုံးဖောက်ချပြီးနောက်မှာတော့နောက်ဆုံးမျက်မှန်တွေကိုတွေးစီလိုက်တယ်ဟန်ကမျက်မှန်ကိုဝစ်ပြီးမှန်ရှိမှာကိုယ်တိုင်ကိုယ်ရကြည့်လိုက်တယ်သူ့ခေါင်းပေါ်မှာအနီရောင်လိုင်းတွေများစွာပြည့်နေနေတာကိုမြင်လိုက်ရတဲ့အခါအလွန်အမင်းထိတ်လန့်သွားတယ်စေးရုံမှာခုံရဲ့ခေါင်းပေါ်ရှိလိုင်းတစ်ချောင်းကိုကြည့်ရင်ဟန်ကကိုယ်တိုင်ကိုယ်ရပြင်းလဲစဉ်းစားမိလာတဲ့ကလေးဘွားကလေးကခုံကသူ့ကိုချစ်ခင်အားထားခဲ့ပေမဲ့သူကတော့မိတဲ့အခါမှာအရေးမပေးခဲ့ဘူးကိုယ်တိုင်ရဲ့လှုပ်ရက်တွေကြောင့်ခုံကိုဘလောက်နာကျင်စေခဲ့မိလဲဆိုတာကိုသူနားလည်လာတယ်နောက်ပိုင်းရုံးခန့်မှာဟန်ကသူ့လူဖော်ကွိုင်းရဲ့ခေါင်းပေါ်မှာလိုင်းနှစ်ချောင်းကိုမြင်လိုက်တယ်သူကမင်းလက်ထက်မတိုင်ခင်ရေးစားရှိဘူးလားလို့မေးတဲ့အခါလှုပ်ဖော်ကွိုင်းကအတီးပြုတ်လိုက်တယ်အဲ့ဒီအခါဟန်ကလိုင်းတွေဟာတကယ်တမ်းမှန်ကန်နေတာကိုသိချသွားတယ်အဲ့ဒီအချိန်မှာပဲခုံရဲ့ကျောင်းကမင်းကလေးတယောက်ရဲစခန်းကိုတိုင်ကြားဖို့ရောက်လာတယ်ကျောင်းနာမည်ကိုကြားလိုက်ရတဲ့အခါဟန်ရဲ့စိတ်ထဲမှာအကန့်တစ်ခုပေါ်လာတယ်သူကဟန်ရန်ရဲ့ရေးစားကိုဆေးရုံကိုခေါ်လာပြီးခုံရဲ့ချိန်မှရပ်ခိုင်းတယ်ဒါပေမဲ့ခုံရဲလိုင်းဟာအဲ့ဒီယောက်ျားလေးနာမချိတ်ဆက်ထားဖို့ဆိုတာကိုမြင်လိုက်ရလို့ဟန်ကသူ့ကိုလွတ်ပေးလိုက်တယ်။တစ်ခါမှတော့ရှင်ရန်ရဲ့မိတ်ဆွေနှစ်ယောက်ကသူမရဲ့မွေးနေ့ပါတီအကြောင်းပြောနေကြတယ်။ရှင်ရန်ကသူမဘယ်တော့မှမွေးနေ့မကျင်းပဘူးလို့ပြောတယ်။ယွန်ဂျီနဲ့ကျွန်းစီယုံကတော့ဒီတစ်ခါတော့မချမနေကျင်းပမယ်လို့ပြောပြီးရှင်ဟန်ကဆက်ရှင်နေပြီးတော့မယ်ဆိုတာကိုအကြောင်းပြုကြတယ်။ကျွန်းစီယုံကပါတီမတိုင်ခင်သူမကိုတယောက်တည်းတွေ့ချင်တယ်လို့မက်ဆေ့ပို့လာတယ်။အဲ့ဒီအချိန်မှာပဲရှင်ဟန်စီကိုအမီမဖော်တဲ့နံပါတ်တစ်ခုကမက်ဆေ့ဝင်လာတယ်။အရင်ကလည်းမက်ဆေ့ဖိုးတဲ့နံပါတ်တစ်ခုဖြစ်ပြီးမင်းမြင်တဲ့အတိုင်းငါလဲကဘာကိုမြင်နိုင်တယ်လို့ရေးထားတယ်။ရှင်ဟန်ကအဲ့ဒီမက်ဆေ့ကိုကျောင်းမတော်ဆက်တိုက်စဉ်းစားနေမိတယ်။အဲ့ဒီအချိန်မှာဟန်ရဲ့ရုံးကိုတိုင်ကြားဖို့လာခဲ့တဲ့မိန်းကလေးကိုမြင်လိုက်တယ်။ရှင်ဟန်ကသူမရဲ့ခေါင်းပေါ်မှာလိုင်း၄ချောင်းရှိနေတာကိုသတိထားမိပြီးအနှဲငယ်အံ့အားသင့်သွားတယ်။တစ်ဖက်မှာတော့ဟန်ရဲ့လှုပ်ဖော်ကွန်ရဲကဒီအမှုဟာကိုထီလေးရုပ်ထိတ်ခိုက်မှုအမှုဖြစ်လို့ဟန်ကိုယ်တိုင်ကိုင်းတွယ်တင်တယ်လို့ပြောတယ်။မိန်းကလေးကလီးဆိုတဲ့ယောက်ျားလေးကသူမကိုအရက်ပေးပြီးမေးလဲသွားချိန်မှာမသိတော့တဲ့အပြုံမှုပြုလုပ်ခဲ့တယ်လို့ရှင်းပြတယ်။သူမသတိပြန်လာတဲ့အခါအဝေးစားချိန်နေကြောင့်အရာအလုံးကိုနားလေသွားခဲ့ပါလို့ပြောတယ်။သူမကပါတီတက်ဖို့စန္ဒရှိလို့လီးရဲ့အခန်းကိုသွားခဲ့လာမှန်ပေမဲ့ဒီလိုဖြစ်လာမယ်လို့မထင်ခဲ့ဘူးလို့ဆိုတယ်။ဟန်ကအရင်ကဘသူနဲ့မဆိုကိုရင်းကိုရဆက်ဆံဘူးလားလို့မေးတဲ့အခါမိန်းကလေးကမရှိဘူးလို့ပြန်ဖြေတယ်။ဟန်ကအဲ့ဒီစကားကိုကြားပြီးအလွန်အမင်းအံ့အားသွားတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့ထောင်းပေါ်မှာလိုင်း၄ချောင်းရှိနေတာကိုမြင်နေပြီးသူမလိမ့်နေတယ်လို့ခံစားမိလာလို့ဖြစ်တယ်။နောက်တနေ့ဟန်ကအထက်တန်းကျောင်းကိုသွားပြီးကူးကျင်ကိုတွေ့တယ်။သူမရဲ့ခေါင်းပေါ်မှာလိုင်းတစ်ချောင်းမှမရှိတာကိုသတိထားမိတယ်။ဟန်ကအခြားအမှုတစ်ခုကြောင့်လာတာဖြစ်ပြီးလီးကိုတွေ့ချင်တယ်လို့ပြောတယ်။ကိုချင်းကဟန်ကိုလီးစီခေါ်သွားတယ်။လီးရဲ့ခေါင်းပေါ်မှာလိုင်းတစ်ချောင်းတည်းပဲရှိပြီးသူကမိန်းကလေးကိုဘာမှမလုပ်ခဲ့ဘူး။စိတ်ဝင်စားမှုလည်းမရှိဘူးလို့အခိုင်အမာပြောတယ်။ဟန်ကအရာအလုံးရှင်းလင်းသွားပြီလို့ထင်ပြီးထွန်းသွားလိုက်တယ်။ဒါပေမဲ့ပြန်လာတဲ့လမ်းမှာဟန်ကိုရှင်ရန်မြင်လိုက်ပြီးဒေါသပြင်းပြင်းနဲ့ကြည့်နေတယ် ဟန်ကမင်းကိုပြောဖို့တော့ရှိနေတာပဲလို့ပြန်ဖြေတယ်ရှင်ဟန်ကမျက်မှန်ကိုပေးပါလို့တောင်းပေမဲ့ဟန်ကအမှုတတိဖြစ်နေလို့မပေးနိုင်ဘူးလို့ဆိုလေရှင်ဟန်ကခေါင်းနဲ့အကြီးအကျယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပြီးသွားကြောင်းဟန်ကအရာအလုံးကိုတေချာစဉ်းစားမလုပ်နိုင်သေးဘူးလို့ရှင်းပြဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာပဲကူချင်းရောက်လာပြီးသူမကိုမြင်လိုက်တာနဲ့ရှင်ဟန်ကဘာမှမပြောတော့ပဲထွက်သွားလိုက်တယ်ကူချင်းကဘာဖြစ်တာလဲလို့မေးတဲ့အခါဟန်ကရှင်ဟန်ဟာသူ့ရက်ကွာနာမှာနေတယ်လို့ပဲပြောတယ်အဲ့ဒီအချိန်မှာပဲဟန်ကစိတ်ရရဲနဲ့ကူချင်းကိုချိန်ကြည့်ဖို့ကြိုးစားတယ်ဒါပေမဲ့ကူချင်းကသူ့အကြောင်းကိုနားမလည်ဘူးဟန်ကဖုန်းဆက်ပြီးနောက်မှရှင်းပြမယ်လို့ပြောပြီးထွက်သွားလိုက်တယ်ဟန်ထွက်သွားပြီးနောက်ကူချင်းကသူ့ခေါင်းပေါ်မှာလိုင်းတွေအမလိုက်ရှိနေလာကိုကြည့်ပြီးတိတ်တဆိတ်ပြုံးလိုက်တယ်အဲ့ဒီအပြုံးနဲ့အတူသူမလည်းရှင်းဟန်လိုပဲဒီလိုလိုင်းတွေကိုမြင်နိုင်တယ်ဆိုတာကိုဖော်ထုတ်သွားတယ်အိမ်ပြန်တဲ့လမ်းမှာဟန်ကမိန်းကလေးရဲ့အမှုကိုဆက်လက်စဉ်းစားနေတယ်လှုပ်ဖော်ပိုင်းဘက်ကဒီအမှုကမရှုပ်ထွေးပါဘူးလို့ပြောပေမဲ့ဟန်ကတော့မိန်းကလေးလိန်နေတာတေချာတယ်လို့ခန်းစားမိနေတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့ခေါင်းပေါ်မှာလိုင်းလေးချောင်းကိုသူမြင်ထားလို့ပါပဲ။ဒါကြောင့်သူတို့နေရာလုံးကိုထပ်မံစစ်ဆေးကြတယ်။ဟန်ရဲ့လှုပ်ဖော်ပိုင်းဘက်ကလီကိုမေးခွန်းထုတ်ပြီးဟန်ကတော့မိန်းကလေးကိုမေးတယ်။လီကသူဘာမှမလုပ်ခဲ့ဘူးလို့အခိုင်အမာပြောတယ်။တကယ်တော့မိန်းကလေးကပဲသူ့နောက်ကိုအမြဲလိုက်နေခဲ့တာဖြစ်တယ်။လီကကိုယ်တိုင်ရဲ့ဖုန်းကိုစစ်ဆေးဖို့ပေးလိုက်တယ်။လှုပ်ဖော်ပိုင်းဘက်ကကြည်ပြီးလီကအမှန်ပြောနေတာကိုသဘောပေါက်ပါတယ်။တစ်ဖက်မှာတော့ဟန်ကမိန်းကလေးကိုဆွေးဆွနေတဲ့အကလင်းခံတဲ့အဝတ်အစားတွေကိုဘာကြောင့်ဆေးကြောလိုက်တာလဲလို့မေးတယ်။မိန်းကလေးရဲ့အမေကအဲ့ဒီအဝတ်အစားတွေကိုသူမကိုယ်တိုင်ဆေးခဲ့တာလို့ရှင်းပြတယ်။ဟန်ကအလွန်အမြင်စိတ်ရှုပ်ထားတယ်။သူမိန်းကလေးကလီကိုအဖြစ်တင်ဖို့ဘာကြောင့်ဒီလောက်စူးစမ်းနေတာလဲဆိုတာကိုသူနားမလည်နိုင်ဘူး။ညနေပိုင်းအိမ်ပြန်တက်လာမှဟန်ကရှင်ဟန်ကိုတွေ့တယ်။ရှင်ဟန်ကမျက်မှန်ကိုစစ်ကြည့်ပြီးဟန်ကိုပြန်ပြေးလိုက်တယ်။ဟန်ကသူ့အနေနဲ့ဒီမျက်မှန်ကိုလူလေးကိုကူညီဖို့သုံးနေတယ်လို့ရှင်းပြတယ်။ရှင်ဟန်ကဘယ်သူတွေကိုကူညီခဲ့တာလဲလို့မေးတဲ့အခါဟန်ကအတန်းထဲကမိန်းကလေးတယောက်ကလိမ်ပိုင်းဆိုင်ရာအမှုနဲ့လူတယောက်ကိုအမားယွန်းဆက်ဆဲခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့ S line တွေကလုံးဝမချိတ်ဆက်ထားဘူးလို့ပြန်ဖြေတယ်။ရှင်ဟန်ကချက်ချင်းပြောလိုက်တယ်။အဲ့ဒီမိန်းကလေးကအမှန်ပြောနေတာပါ။တစ်ဖက်အကြမတိုင်ခင်သူမမှာ line တစ်ကြောင်းမှမရှိဘူး။ဒါပေမဲ့အခုတော့ line လေးကြောင်းရှိလာပြီလို့ပါ။ဒီစကားကိုကြားလိုက်တာနဲ့ဟန်ကချက်ချင်းအမှုကိုဖြန့်ဖွင့်ပြီးလှုပ်ဖော်ကွိုင်းဖက်နဲ့အတူလီရဲ့အခန်းကိုသွားတယ်။လီရဲ့အခန်းကအလွန်တန့်ချင်းတရက်နေတယ်။တခုခုလုတ်ခဲ့ရင်တက်တဲ့အလုံးကအရင်ကကလေးကဖယ်ရှားပြီးသားထင်နေတဲ့ပုံနဲ့တ
ဖက်မှာတော့ရှင်ဟန်ကမိုးတဲကိုတွားပြီးအခန်းနံပါတ်80ကိုစစ်ဆေးစူးဆောင်တယ်မျက်မှန်ကိုပြုတ်လုခဲ့တဲ့လူနဲ့ပတ်သက်တဲ့တေးလွန်းစာတစ်ခုခုရှာတွေ့မလားလို့မျှော်လင့်နေတာပါအဲ့ဒီအချိန်မှာပဲဂျွန်စီယွန်ရောက်လာတယ်ရှင်ဟန်ကအန်တော်ဝါပြီးဘလို့ဒီကိုရောက်လာတာလဲလို့မြင်တယ်ဂျွန်ကရှင်ဟန်ရောက်လာတာကိုမြင်လို့နောက်ကနေလိုက်လာတာဖြစ်ပြီးသူကအမောင်ကိုကြောက်တယ်လို့ပြောတယ်အဲ့ဒီအချိန်မှာပဲဂျွန်ကရှင်ဟန်ကသူ့ကိုနန်းတော်မယ်လို့ထင်ပြီးမျက်လုံးကိုပိတ်လိုက်တယ်ရှင်ဟန်ကအဲ့ဒီအဖြူမှုကိုမြင်ပြီးရွေလိုက်တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်နားလိုက်ကြတယ်တစ်ဖက်မှာတော့ဟန်ကလီကိုထပ်မံစစ်ဆေးဖို့ခေါ်ပြီးအရာအလုံးကိုပြန်လည်ရှင်းပြခိုင်းတယ်လီကမင်းကလေးကသူ့အခန်းကိုလာပြီးသူ့မှာရှိတဲ့ဝီစကီတပုံပုံကိုတောက်ခဲ့တယ်လို့ပြောတယ်ထပ်ပြီးတောက်ချင်တယ်လို့အတင်းပြောလို့သူကဘီယာဝယ်ဖို့အပြင်းထွန်သွားခဲ့ရတယ်လို့ဆိုတယ်ဘီယာကောက်ပြီးတော့ဝီစကီနဲ့ဘီယာပေါင်းတောက်တဲ့အကျိုးဆက်ကြောင့်ဖြစ်နိုင်တဲ့ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တာလို့သူရှင်းပြတယ်ဟန်ကဘီယာကိုဘယ်နေရာကဝယ်လာတာလဲလို့မေးတဲ့အခါလီကသူ့အဆောင်နာကအရက်ဆိုင်ကိုပြောတယ်ဟန်ကအဲ့ဒီဆိုင်ရဲ့ CCTV ကိုစစ်ကြည့်လိုက်တော့လီကအမှန်ပြောနေတာကိုသိချသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆိုင်ကနေအဆောင်ဘက်ကိုလမ်းလျှောက်သွားနေတဲ့ယောက်ျားလေး၄ယောက်ကိုသူတတိထားမိတယ်အစာပိုင်းမှာသူတို့ထက်ကတယောက်ဟာ S line တစ်ကြောင်းမှမရှိဘူးဒါပေမဲ့အဆောင်ကနေပြန်ထွက်လာတဲ့အချိန်မှာတော့အဲ့ဒီယောက်ျားလေးလေးခေါင်းပေါ်မှာရုတ်တရက် line တစ်ကြောင်းပေါ်လာနေခဲ့တယ်ဟန်ကတေချာဆွဲကြည့်ပြီးသူတို့၄ယောက်လုံးအဝဲအထွက် line တွေကိုရွေးသွက်ကြည့်လိုက်တယ်နောက်ဆုံးမှာတော့အဆောင်ကနေပြန်လာတဲ့အခါယောက်ျားလေး၄ယောက်စလုံးရဲ့ခေါင်းပေါ်မှာ line တစ်ကြောင်းစီတိုးလာခဲ့တာကိုသူသဘောပေါက်ပါတယ်ဒီအချိန်မှာပဲကျောင်းထဲမှာရှင်ရန်ကအဲ့ဒီယောက်ျားလေး၄ယောက်ကိုတွေ့လိုက်ရတယ်သူတို့တယောက်ချင်းစီရဲ့ S line ဒီဟာအဲ့ဒီမိန်းကလေးနဲ့ချိတ်ဆက်နေတယ်ဆိုတာကိုသူမှချက်ချင်းမြင်သွားတယ်ရှင်ရန်ကချက်ချင်းဟန်ကိုဖုံးဆက်လိုက်ပြီးမဲ့သူဖုံးဆက်ချိန်မှာပဲဟန်ကအဲ့ဒီနေရာကိုရောက်ပြီးသားဖြစ်နေပြီဟန်ကယောက်ျားလေး၄ယောက်လုံးကိုစစ်ဆေးမေးမြန်းတယ်ဒါပေမဲ့တိုက်ရိုက်သက်သေမရှိလို့အများကြီးမရဘူးသို့တော့ဟန်ကယောက်ျားလေးတစ်ယောက်ဟာအထူးသဖြင့်စိတ်လှရှားပြီးကြောက်ရွံ့နေတယ်ဆိုတာကိုသတိထားမိသွားတယ်အဲ့ဒီချိန်မှာပဲသူ့စိတ်ထဲမှာအကြမ်းတစ်ခုပေါ်လာတယ်ဟန်ကတခြား၃ယောက်ကိုလှုပ်ပေးလိုက်ပြီးမဲ့သူတို့ကိုစန့်ကျင်လက်သက်သေတွေရပြီးသားလို့ပြုမှုပြတယ်အဲ့ဒီလိုလှုပ်လိုက်တာနဲ့စိတ်လှရှားနေတဲ့ယောက်ျားလေးကပိုပြီးထိတ်လန့်သွားပြီးအရာအလုံးကိုဝန်ခံလိုက်တယ်သူကတခြား၃ယောက်လည်းပါဝင်ခဲ့တယ်လို့ပြောပြီးအစီအစဉ်အလုံးကိုလီကစီစဉ်ခဲ့တာဖြစ်တယ်လို့ဖော်ထုတ်တယ်သူ့ပြောကြားချက်အရလီကမင်းကလေးရဲ့အရက်သေးကိုစေဝါထိခဲ့ပြီးသူမတတိလေးသွားတဲ့အချိန်မှာယောက်ျားလေး၄ယောက်လုံးပူပေါင်းပြီးပြစ်မှုကျူးလွန်ခဲ့ကြတာဖြစ်တယ်ဒီသက်သေသဆိုချက်နဲ့အတူဟန်ကလိုအပ်တဲ့အထောက်အထားကိုရရှိသွားပြီးလီကလည်းအပြစ်ကိုလက်ခံဖို့မလွတ်လပ်တော့ဘူးနောက်တနေ့ကတော့ရှင်ရန်ရဲ့မွေးနေ့ဖြစ်တယ်သူမကိုဟန်ကကားနဲ့လိုက်ပို့ပြီးကျွန်းစီရန်ကိုတွေ့ဖို့သွားတယ်ဟန်ကရှင်ရန်ကိုဘတ်စကားမတိုင်မှချပြီးကိုပိုင်လမ်းကြောင်းကိုဆက်သွားတယ်သူကတိုက်ရိုက်စေးရုံကိုသွားပြီးသူ့အဖေကိုသွားကြည့်တယ်ဒါပေမဲ့စေးရုံရောက်တော့သူ့အဖေကိုတယောက်ယောက်ခေါ်သွားပြီးသားဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်CCTV ကိုတေချာကြည့်လိုက်တဲ့အခါမိမတယောက်ကသူ့အဖေကိုလိုက်ခေါ်သွားနေတာကိုတွေ့ရတယ်နီနီကက်ကက်ကြည့်လိုက်တော့အဲ့ဒီမိမဟာဆီရာမကူချင်းဖြစ်နေတာကိုသူသဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲအမီမဖိုတဲ့နံပါတ်ကနေကုန်းရက်တဲ့ပုံတစ်ပုံကိုဟန်လက်ခံရရှိတယ်စိတ်ပူထိတ်လန့်သွားတဲ့ဟန်ကချက်ချင်းကုန်းကိုသွားကြည့်ဖို့စေးရုံဘက်ကိုအမြန်ပြေးသွားတယ်သူမရဲ့အခန်းကိုပြေးဝင်ပြီးအဲ့ရပေါ်မှာအန်တီယမရှိပဲလဲလောင်းနေတာကိုမြင်မှကနောက်ဆုံးအသက်ရှူသွင်းလိုက်သွားတယ်ခဏကြာမှတော့ကုန်းရဲ့ S line ကစတင်လှုပ်ရှားလာတာကိုဟန်တတိထားမိတယ်အဲ့ဒီ line ချိတ်ဆက်နေတဲ့လူတစ်ယောက်ဟာအဲ့ဒီဘက်ကနေနီးကပ်လာနေတယ်ဆိုတာကိုသူခန်းစားမိတယ်ဟန်ကချက်ချင်းတကားဘက်ကိုတင်နေချင်းလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲသူ့အဖေကတကားကနေဝင်လာပြီးကုန်းအနားကိုသွားကငိုရိုတော့တယ်ဟန်ကကုန်းရဲ့ S line ဟာကိုယ့်အဖေနဲ့ချိတ်ဆက်နေတယ်ဆိုတာကိုမြင်လိုက်ရတယ်သူစိတ်ထဲမှာဒေါသနဲ့အဖြစ်ကြားတွေရောရှက်လာတယ်ကလေးဘွားတုံးကကုန်းပြောခဲ့တာတွေကိုသူနားထောင်ပြီးနားလည်ပေးခဲ့ရင်ဒီအရာအလုံးမထက်ခဲ့နိုင်ဘူးလို့သူခန်းစားမိတယ်ကိုယ့်အဖေကိုတပ်ပစ်ချင်တဲ့စိတ်တောင်ဖြစ်လာပြီးမဲ့သူမလုပ်နိုင်ခဲ့ဘူးနောက်ဆုံးမှာတော့သူလုံးဝထိတ်မနိုင်တော့ပဲပြိုကွဲပြီးအလော့အမြင်ငိုရိုလိုက်တယ်တစ်ဖက်မှာတော့ရှင်ကျန်းဟာလူမရှိတဲ့နေရာတစ်ခုမှာသွေးစိုးနေတဲ့အခြေအနေနဲ့ထိုင်ပြီးငိုနေတယ်မျက်ရည်တွေကြားကနေဟန်ကိုဖုံးဆက်ပြီးသူ့ကိုညီလိုအပ်တယ်လို့ပြောတယ်အဲ့ဒီချိန်တစ်ပိုင်းထဲမှာပဲကော်ဖီဆိုင်ဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ကိုမြင်ရတယ်သူမရဲ့ရေးစားကခိုးရိုက်ထားတဲ့ကိုကြီးကိုတာဗီဒီယိုကမျိုးအနာပြန်လွှမ်းသွားပြီးသူမရဲ့ဆွေမျိုးမိဆွေတွေက message တွေပို့ပြီးအပြစ်တင်ကြလို့သူမရဲ့ဘွားကအလွန်ခက်ခဲသွားတယ်စိတ်ပိုင်းဆိုင်ရာပြိုလဲလာတဲ့သူမဟာနောက်ဆုံးမှာစိတ်ပြက်အားငယ်ပြီးကားတွေအမြန်မောင်းနေတဲ့လမ်းမပေါ်ကိုထွက်လာတယ်အန်ဒီရဖြစ်တော့မယ့်အချိန်မှာပဲကုချင်းရောက်လာပြီးသူမကိုကယ်တင်လိုက်တယ်ထွက်သွားမယ့်အချိန်မှာကုချင်းက S line တွေကိုမြင်နိုင်စေတဲ့မျက်မှန်တစ်စုံကိုသူမကိုပေးလိုက်တယ်အဲဒါကြောင့်ကုချင်းဟာမျိုးအနာဒီမျက်မှန်တွေကိုဖြန့်ဝေပေးနေတဲ့လူဖြစ်တယ်ဆိုတာကိုသိလာရတယ်နောက်တစ်ခါမှတော့ရှင်ရန်ရဲ့အဖြစ်ကိုပြန်မြင်ရတယ်ဟန်ကသူမကိုဘတ်စကားမတိုင်မှချပြီးထွက်သွားတယ်ခဏကြာမှပဲကျွန်းစေးအောင်ရောက်လာတယ်ရှင်ရန်ကကျွန်းကုန်းမတဲ့ခန်းတစ်ခန်းထဲခေါ်သွားပြီးသူမရဲ့ခန်းစားချက်တွေကြောင့်သူတို့နှစ်ယောက်ရင်းနှီးသွားကြတယ်နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်စီမတ်ကိုထပ်ပြီးစားစရာဝေးကြတယ်အဲ့ဒီနေ့ကရှင်ရန်ရဲ့မွေးနေ့ဖြစ်လို့ကျွန်းစေးအောင်ကသူမသွားကိန်းမုံဝဲဖို့သွားလိုက်တယ်ရှင်ရန်ကမန်းရှိမှာကိုယ်တိုင်ကိုကြည့်လိုက်တဲ့အခါသူမရဲ့ခေါင်းပေါ်မှာအနီရောင်လိုင်းတစ်ကြောင်းပေါ်လာတာကိုမြင်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီလိုင်းဟာပေါ်လာတယ်လို့ပဲချက်ချင်းပျောက်ကွယ်သွားတယ်အဲ့ဒီအချိန်မှာပဲနောက်ဘက်ကနေကြီးမရဲ့အော်တန်တစ်ခုကြားလိုက်ရတယ်ရှင်ရန်ကလူအုပ်ဘက်ကိုအမြန်ပြေးသွားပြီးကြည့်လိုက်တဲ့အခါဂျူနန်ဟာအမြင့်ကနေပြုတ်ကျပြီးတေဆုံးသွားတာကိုမြင်လိုက်ရတယ်အဲ့ဒီတစ်ချက်တည်းနဲ့သူမရဲ့ကဘာကြီးလုံးဝပျောက်ကွယ်သွားခဲ့တယ်ရှင်ရန်ဟာလူမရှိတဲ့နေရာတစ်ခုမှာထိုင်ပြီးကိုမထင်းနိုင်အောင်ငိုယိုလိုက်တယ်အဲ့ဒီအချိန်မှာနဲ့အမီမဖော်တဲ့နံပါတ်တစ်ခုကနေ message ဝင်လာတယ် message ထဲမှာတော့ကျောင်းထဲမှာယွန်းကြီးကိုချီနှောင်ထားတဲ့ဗီဒီယိုတစ်ခုပါလာတယ်အဲ့လိုအမြင်ထိတ်လန့်သွားတဲ့ရှင်ရန်ကချက်ချင်းဟန်ကိုဖုန်းဆက်ပြီးအမြန်လာပြီးဖို့တောင်းဆိုလိုက်တယ်ဟန်ရောက်လာပြီးကိုယ့်ရဲ့ S line ရဲ့အကြောင်းပြောပြကအဲ့ဒီ line ကိုအရင်ကတီးပြီးသားလားလို့ရှင်ရန်ကိုမေးတယ်ရှင်ရန်ကခေါင်းကိုလှုပ်ပြပြီးမသိခဲ့ဘူးလို့ပြောကယွန်းကြီးရဲ့ဗီဒီယိုကိုဟန်ကိုပြလိုက်တယ်ဟန်ကကုံကိုတွင်းချခဲ့တဲ့လူနဲ့မျက်မှန်တွေကိုဖြန့်ဝေခဲ့တဲ့လူဟာဒီအမှုကနေတဆင့်ပေါ်ထွက်လာနိုင်တယ်လို့ပြောတယ်သူတို့နှစ်ယောက်ကျောင်းကိုရောက်သွားတဲ့အခါချက်ချင်းအတွင်းဝင်ပြီးယွန်းကြီးကိုရှာဖွေကြတယ်
နောက်ဆုံးရှင်ဟန်ကအခန်းတစ်ခန်းထဲမှာယွန်းကြည်ကိုတွေ့လိုက်ရတယ်။သူမရဲ့ပါဇက်ဘော်ကခတ်ထားတဲ့တိတ်ကိုချက်ချင်းဖယ်ပြီးဘလို့ဖြစ်လာခဲ့တာလဲလို့မေးတယ်။ဒါပေမဲ့ယွန်းကြည်ကဘာမှမမြင်နိုင်ဘူး။ရှင်ဟန်ရဲ့ကိုယ်ပေါ်မှာသွေးတွေစွန်းနေတာကိုမြင်လိုက်တဲ့ယွန်းကြည်ကအလွန်အမင်းထိတ်လန့်ပြီးဘာဖြစ်ခဲ့တာလဲလို့မေးတယ်။ရှင်ဟန်ကအပြင်ထွက်နိုင်မှအကုန်ရှင်းပြမယ်လို့ပြန်ပြောတယ်။သူတို့နှစ်ယောက်ဟန်ကိုခေါ်လိုက်ပြီးမဲ့ဟန်ကနီးနီးမှရှိနေလေဆိုတာတော့အတန်လည်းမကြားရမြင်လည်းမမြင်ရဘူးဖြစ်နေတယ်။ရှင်ဟန်ကအခန်းထဲကနေထွက်ဖို့အချင်းချင်းစူးစမ်းပြီးမဲ့ထွက်တိုင်းအခန်းတစ်ခုတည်းကိုပဲပြန်ရောက်လာတာကိုသတိထားမိတယ်။အဲ့ဒီအချိန်မှာသူတို့ကျောင်းထဲမှာပိမ့်မိနေပြီဆိုတာကိုနားလည်သွားတယ်။ဟန်ကကျောင်းရဲ့အပေါ်ထက်ခေါင်းမိုးကိုသွားခဲ့ပြီးရှင်ဟန်နဲ့ယွန်းကြည်လည်းလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့အပေါ်ရောက်တဲ့အခါဟန်ကိုမတွေ့ရတော့ဘူး။အမှန်တော့ဟန်ဟာအခြားကဘာတစ်ခုထဲကိုဝင်သွားပြီးသားဖြစ်နေခဲ့တာပါ။အဲ့ဒီကဘာထဲမှာတော့ဂူချင်းကိုယုံကြည်ကိုးကွယ်နေတဲ့လူအများကြီးရှိနေပြီးသူတို့အားလုံးဟာဂူချင်းစီကမျက်မှန်တွေကိုလက်ခံရရှိသူတွေဖြစ်ကြတယ်။တစ်ဖက်မှာတော့အပေါ်ထက်ခေါင်းမိုးပေါ်မှာရှင်ဟန်ကလိုင်းတွေပါကိုဆိုလိုထားလဲဆိုတာယွန်းကြည်ကိုရှင်းပြနေတယ်။အဲ့ဒီအချိန်မှာပဲယွန်းကြည်ကအဲ့ဒီမျက်မှန်ကိုဝတ်ထားတာကိုရှင်ဟန်သတိထားမိသွားတယ်။ယွန်းကြည်ကဂူချင်းပြီးခဲ့တာလို့ပြောတယ်။အဲ့ဒီနောက်မျက်မှန်ရဲ့အစိုးဘက်တရားမှုတွေတဖြည်းဖြည်းပေါ်လာတယ်။အခြားကဘာမှာတော့ဂူချင်းကလူအများရှိကိုပေါ်ထွက်လာတယ်။သူမရဲ့ခေါင်းပေါ်မှာမရေတွက်နိုင်လောက်အောင်လိုင်းတွေပြင်းနေပြီးပုံမှန်အားဖြင့်သူမရဲ့စွမ်းအားနဲ့အဲ့ဒီလိုင်းတွေကိုဖုံးခွေထားနိုင်သူဖြစ်တယ်။ဂူချင်းကစားပွဲပေါ်ကအဝတ်ကိုဖဲ့လိုက်တဲ့အခါဟန်ရဲ့အဖေကိုဖော်ထွက်ပြလိုက်တယ်။သူမကအတိတ်မှာမိန်းကလေးငယ်တယောက်ကိုပြုတ်လုခဲ့တဲ့အဖြစ်ကြောင့်ဟန်ရဲ့အဖေကိုတပ်ဖြစ်ဖို့ရည်ရွယ်ထားတာဖြစ်တယ်။ဟန်ကကိုယ့်အဖေကိုကယ်ဖို့အားထုတ်တော့လဲမအောင်မြင်ခဲ့ဘူး။နောက်ဆုံးအားမလို့နိုင်တော့တဲ့အခါဟန်ကတင်းနက်ကိုထုတ်ပြီးဂူချင်းကိုပစ်ခတ်လိုက်တယ်။ဒါပေမဲ့တင်းနက်ကြီးတွေအကုန်မှုသွားတဲ့အထိဂူချင်းကိုထိခိုက်မှုအနည်းငယ်မှမဖြစ်ခဲ့ဘူး။ဂူချင်းကလူသားတယောက်ကငါကိုတက်လို့မရဘူးလို့အေးဆေးစွာပြောပြီးဟန်ရဲ့လေပင်ကိုဖမ်းဆဲကလေထဲကိုမြောက်တင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲယွန်းကြည်နဲ့ရှင်ဟန်ကြားမှာမျက်မှန်ကိုလူရက်တလို့ဖြစ်လာပြီးအရန်အလွန်ယုံကန်ရေးရှင်ဟန်ကမျက်မှန်ကိုချိုးဖျက်နိုင်လိုက်တယ်။မျက်မှန်ကွဲသွားတဲ့အချိန်မှာယွန်းကြည်ဟာပုံမှန်အခြေအနေကိုပြန်ရောက်လာပြီးဖြစ်ခဲ့တဲ့များအရာအလုံးကိုမမိတော့ဘူး။နောက်တစ်ခဏအတွင်းမှာလေရှင်ဟန်ကိုယ်တိုင်လည်းအဲ့ဒီအခြားကဘာထဲကိုရောက်သွားတယ်။ဟန်ကိုမြင်လိုက်ရတဲ့အခါသူမအော်ဟစ်လိုက်ပြီးအဲ့ဒီအတန်းကြောင့်ဂူချင်းကဟန်ကိုလွှတ်လိုက်ပြီးရှင်ဟန်ဘက်ကိုလွှတ်လာတယ်။ဂူချင်းကရှင်ဟန်ကိုကလေးဘွားကတည်းကမင်းစာချင်းလို့ထင်ခဲ့တဲ့စွမ်းအားကတကယ်တော့ကောင်းကြီးတစ်ခုပဲလို့ပြောတယ်။အမှန်တကယ်တော့ဂူချင်းရဲ့ရည်ရွယ်ချက်ကရှင်ဟန်ရဲ့စွမ်းအားကိုအသုံးချပြီးဒီကဘာထဲကလူတိုင်းကိုမျက်မှန်မလို့ပဲ S line တွေကိုမြင်နိုင်အောင်လုပ်ပေးချင်တာထင်နေခဲ့တာပါ။ ဒီရည်ရွယ်ချက်ကိုအတင်းအကျပ်အောင်မြင်စေဖို့ဂူချင်းကရှင်ရန်ကိုတိုက်ခိုက်လိုက်တယ်။ဒါပေမဲ့အချိန်မှမှန်မှာမိမတလောက်ဝင်းရောက်တာစီသည်ရှင်ရန်ရဲ့အသက်ကိုကဲတင်လိုက်တယ်။ရှင်ရန်ကြည့်လိုက်တော့အဲ့ဒီမိမဟာကို့အမေဖြစ်နေလားကိုတွေ့လိုက်ရတယ်။အမေကရှင်ရန်ကိုတောင်းပန်ပြီးအသက်ကလေးကကိုပေါ်မှာတဲဆောင်လာခဲ့တဲ့အဖြစ်ခံစားချက်တွေဟာတကယ်တော့သူမအဖြစ်မဟုတ်ခဲ့ဘူးလို့ပြောပြတယ်။အမှန်တကယ်တော့ရှင်ရန်ကကလေးဘဝမှာဆွဲထားတဲ့ပန်းချီတွေကိုမြင်ပြီးနောက်အဖီကိုတတ်ခဲ့တာမဟုတ်ဘူး။အမေက S line တွေကိုမြင်နိုင်တဲ့မျက်မှန်ကိုပိုင်ဆိုင်ထားပြီးသူမရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ပဲကိုခင်ပွင့်ရဲ့ line ဟာကိုအမနဲ့ချိတ်ဆက်နေတာကိုမြင်ခဲ့တာဖြစ်တယ်။အမျက်တက်သွားတဲ့ရှင်ရန်ကဂူချင်းကိုပြန်လဲတိုက်ခိုက်လိုက်ပြီးမိဂူချင်းကဓာတ်နဲ့ထိုးပြီးသူမရဲ့စွမ်းအားကိုအသုံးပြုကရှင်ရန်ကိုလေထဲသို့မြှောက်တင်လိုက်တယ်။ရှင်ရန်မြင့်တက်လာတယ်လို့သူမရဲ့ကိုယ်ခန္ဓာတွေကနေမရေတွက်နိုင်လောက်အောင် line တွေထပ်ပေါ်လာပြီး line ကြီးတစ်လုံးအဖြစ်ပေါင်းစည်းသွားတယ်။ရှင်ရန်ပြန်ကျလာတဲ့အချိန်ဂူချင်းကအဲ့ဒီ line လုံးကြီးကိုသူမရဲ့စွမ်းအားနဲ့ပြစ်ခတ်လိုက်တယ်။ပေါက်ကွဲမှုကြီးဖြစ်ပြီး line တွေမိုးကောင်းကင်အနက်ပြန့်ကျဲသွားတယ်။ရှင်ရန်ကပြန်လဲထားလာပြီးအဲ့ဒီဓာတ်နဲ့ဂူချင်းကိုထိုးလိုက်တယ်။ဂူချင်းကအကျိုးမရှိပါဘူး။ဖြစ်တင်တာတွေအားလုံးဖြစ်ပြီးသားပါလို့ပြောလိုက်ပြီးတော့တေးဆုံးသွားတယ်။ဂူချင်းတေးဆုံးသွားတဲ့အချိန်နဲ့အတူသူမလည်းမာယာစွမ်းအားလုံးလည်းလူတိုင်းစီကနေပျောက်ကွယ်သွားတယ်။ရှင်ရန်နဲ့ဟန်တို့ဟာအမှန်တကယ်ကဘာကိုပြန်ရောက်လာပြီးယွန်းကြီးကရှင်ရန်ကိုထောက်ကူပေးတယ်။ဒါပေမဲ့အခုတော့မိုးကောင်းကင်တစ်ခုလုံးအနီရောင်လိုင်းတွေပြည့်နေပြီချက်တယ်။ရုတ်တရက်ယွန်းကြီးကကြောက်လန့်သွားတယ်။ဘာကြောင့်လဲဆိုတော့ဟန်ကိုဝန်းရံထားတဲ့လိုင်းတွေအလုံးအမြင်များပြားနေတာကိုသူမမြင်လိုက်ရလို့ပဲချက်တယ်။အမှန်တကယ်တော့အခုအချိန်မှာကဘာပေါ်ကလူတိုင်းဟာဒီ line တွေကိုမြင်နိုင်သွားပြီးသားချင်နေခဲ့တာမှာတနစ်ကြပြီးနောက်ရှင်ရန်ကလူတိုင်း line တွေကိုမြင်နိုင်လာကြောင်းကိုရှင်းပြနေတာကိုမြင်ရတယ်။လူအများအပြားဟာကိုယ့်အထောက်ထားတွေဖုံးဖို့ဥထုပ်တွေဝတ်ဆင်လာကြတယ်။တစ်ဖက်မှာတော့ခုံဟာလုံးဝပြန်လဲကျမ်းမာလာပြီးဖြစ်နေတာကိုတွေ့ရတယ်။နောက်ဆုံးခန်းမှာတော့ရှင်ရန်ကဂျူနီယံရဲ့တင်ချိုင်းကိုတွားရောက်ပြီးသူ့အိမ်ကြီးကိုအဲ့ဒီမှာတင်ထားလိုက်တယ်။အဲ့ဒီနေရာမှာအတန်တခုကြားရပြီးမြလူကိုတော့မမြင်ရဘူး။ရုတ်တရက်ဂူချင်းပေါ်လာပြီးရှင်ရန်ရဲ့နားနာကလိုက်လံပြောလိုက်တယ်။အတိတ်ဘက်ကတော့သူမမသိသေးဘူးဆိုတာပဲဖြစ်တယ်။ဒီလိုနဲ့ဒီ drama ဇာတ်လမ်းကြီးဟာအဆုံးသတ်သွားခဲ့ပါပြီ။